တရားမင်းကြီးရဲ့မိဂုံးတွေကိုမြတ်စွာဘုရားကဖြေဆိုတာဒီမိဂုံးတွေဟာကဘာသာတ attva တွေအားလုံးကြုံတွေ့နေရတဲ့အခက်ခဲနဲ့ပတ်သက်တဲ့မိဂုံးတွေဖြစ်တယ်။တူတယောက်ရဲ့အခက်ခဲမဟုတ်ဘူး။ဒီကဘာလုံးကိုခြုံငုံပြီးတော့မေးထားဖြေထားတဲ့မိဂုံးတွေဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ခေတ်မှာလည်းပဲဘုရားမြတ်စွာရဲ့အဖြေဟာမှန်ကန်နေတော့မှရှိတယ်မြတ်စွာဘုရားရဲ့တရားတော်တွေဟာသဘာဝကိုကသာဝရမှန်ကန်တဲ့တရားတွေဖြစ်သည့်အတွက်ကြောင့်ခုခေတ်ပြောနေကြသလိုရှေးကြပြီးတော့ဒိတ်အောက်သွားတယ်ဆိုတာမရှိလူသားတွေရှိနေသမျှကာလပတ်လုံးမြတ်စွာဘုရားဟောကြားတဲ့တရားတွေဟာမှန်နေမှာပဲကမ္ဘာလောကကြီးမှာတတ္တဝါတွေရှိနေသမျှထိုတတ္တဝါတွေရဲ့သဘာဝတရားအခြေအနေကိုဟောကြားတာဖြစ်တော့ကြောင့်ဘယ်ခေတ်ဘယ်ခါပဲဖြစ်ဖြစ်ဒီသဘာဝတရားတွေဟာမမှန်မကန်ဖြစ်သွားတယ်လွဲချော်သွားတယ်အန်ချော်သွားတယ်ဆိုတာမရှိနိုင်ဒီမြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားမင်းကြီးကအလုံးကိုခြုံငုံပြီးတော့မေးလိုက်တယ်လူတွေပဲဖြစ်ဖြစ်နတ်တွေပဲဖြစ်ဖြစ်မြည်သည့်တတ္တဝါပဲဖြစ်ဖြစ်ဘေးကင်းရန်กว่าအန္တရာယ်ကင်းကင်းနဲ့နေချင်ကြတယ်ချမ်းချမ်းသာသာနေချင်ကြတယ်သို့တော်လည်းချမ်းချမ်းသာသာမနေကြရဘူးတဲ့တရားမင်းကြီးကိုယ်တိုင်ကိုပဲသူကရန်သူမရှိတာမှမဟုတ်တာသူ့မှာလည်းရန်သူတွေရှိတာသူကိုယ်တိုင်ရန်သူတွေနဲ့ရမယံခါစစ်ပြိုင်ကြရတဲ့အနေအထားမျိုးတွေရှိတယ်နိအဲ့ဒါလို့လူတိုင်းဟာရန်သူမရှိတဲ့ပုဂ္ဂိုလ်ဆိုတာမရှိတော့အောင်ကမ္ဘာလောကကြီးအတွင်းမှာတတ္တဝါတွေဟာအတွင်းအစ္ဆဒယံပဲဖြစ်စေဗဟိတကယံပဲဖြစ်စေမိမိအတွင်းကနေပြီးတော့ဖြစ်ပေါ်လာတဲ့ဒေါသဆိုတဲ့ယံအပြင်ကဖြစ်ပေါ်လာတဲ့ပုဂ္ဂလဝေရီလို့ဆိုတဲ့ပုဂ္ဂလဝေရလို့ခေါ်တဲ့ယံသူဆိုတာအဲ့ဒါလိုမျိုးစုံနဲ့ခြုံတွေ့ပြီးတော့ဘေးကင်းရန်กว่าအေးချမ်းသာနေနိုင်တယ်ဆိုတာဓမ္မရှားတယ်လောကလူတိုင်းရဲ့ဆန္ဒကတော့ဘေးကင်းရန်กว่าအနေရကင်းကင်းနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာနေကြကြတယ်သို့တော်နေရသလားဆိုတော့မနေကြရဘူးအဲ့လိုမနေကြရတာဟာဘယ်အရာကနေပြီးတော့ချုပ်နှောင်ဖွဲ့စည်းထားလို့အခုလိုဖြစ်နေရတာလေလို့မြတ်စွာဘုရားကိုမေးတဲ့အခါမှာမြတ်စွာဘုရားကအဲ့ဒီမေးခွန်းကိုအိတ္တမစ္စရိယတန်ယောဇနာဒေဝမနုဿလူတွေနတ်တွေတတ္တဝါတွေအလုံးဟာမိမိတို့ရဲ့စိတ်အတွင်းမှာဖြစ်ပေါ်နေတဲ့မနာလိုမုန်းတီးခြင်းဆိုတဲ့အိတ္တတရားမိမိရဲ့ကြီးပွားတိုးတက်မှုမိမိရဲ့အောင်မြင်ကျော်ကြားမှုကိုအများအပေါ်မှာမရစေခြင်းနဲ့မစ္စရိယတရားဒီသဘာဝတရားနှစ်မျိုးလုံးကလူတွေရဲ့စိတ်နေစိတ်ထားကိုသို့မဟုတ်တတ္တဝါအလုံးရဲ့စိတ်သဘောထားမှာချုပ်ကင်လွှမ်းမိုးပြီးတော့ထားတယ်တဲ့တန်ရောစဉ်ဆိုတာချီနှောင်ပြီးတော့ထားအဲ့ဒီချီနှောင်ထားတဲ့အိဒ္ဓမစ္စရိယဆိုတဲ့ဒီအနှောင်အဖွဲတွေကြောင့်ပဲတတ္တဝါတွေဟာဘေးကင်းရန်กว่าချမ်းချမ်းသာသာနေကြကြပေမဲ့လို့မနေကြရတာဖြစ်တယ်လို့ဒီကနေ့ခေတ်လောကကြီးတစ်ခုလုံးကိုခြုံငုံသုံးသပ်ကြည့်ပေါ့မြတ်စွာဘုရားရဲ့အဖြေဟာဟုတ်သလားမဟုတ်ဘူးလားလို့ဆိုဒီကနေ့ခေတ်ရှင်ပြိုင်မှုအားကြီးနေတဲ့စီးပွားရေးပဲဖြစ်စေပညာရေးပဲဖြစ်စေ
လူမှုရေးပဲဖြစ်စေတဦးနဲ့တူရှင်ပြိုင်မှုတွေအလွန်များလာတဲ့ခေတ်ကြီးထဲမှာကြည့်ပေါ့အိဒါမစ္စရိယတွေဟာပို့ပြီးတော့များလာကိုယ့်ရဲ့တာသွားမယ်ဆိုလို့ရှိရင်မျက်စောင်းလေးတစ်ခဲခဲနဲ့မကြည်မနှက်ဖြစ်တယ်အကောင်းမပြောနိုင်ဘူးအဆိုးဘက်ကပဲမြင်တယ်ပရတ္တံပတ္တိဥတ္တုယနလက္ခဏာအိဒါသူတော်ရဲ့ပြည့်စုံမှုအောင်မြင်ကြော်ကြားမှုဆိုတာတွေကိုအမြဲတမ်းရှုတ်ချပြီးတော့ပြောခြင်းအမြဲတမ်းကိုရှုတ်ချပြီးတော့နေတယ်သိပခံနိုင်တဲ့သဘောတရားတွေရှိတယ်အဲ့ဒီစိတ်ထဲမှာကဘာသူကဘာသားလူအများစုထဲမှာကြည့်မယ်ဆိုရင်ဒီစိတ်ဟာလွှမ်းမိုးနေတယ်ပေါ့ဒီစိတ်လွှမ်းမိုးနေသည့်အတွက်ကြောင့်ရှင်ပြိုင်မှုတွေကြီးထွားလာတဲ့အခါမှာရိုးရိုးရှင်ပြိုင်တာမဟုတ်ဘူးကိုယ့်ရဲ့တာလို့ရှိရင်မနာလို့ဖြစ်လာကိုယ့်ရဲ့တာသွားမှလည်းစိုးရိမ်တယ်တာသွားမယ်ဆိုရင်တနည်းနည်းနဲ့အဲ့ဒီပုဂ္ဂိုလ်ကိုမတာစေခြင်းဘူးကိုယ့်ပေါ်မှာကြောမသွားစေခြင်းဒါကြောင့်မို့လို့ဤအမျိုးမျိုးနဲ့လူတွေဟာကဘာမှာရှင်ပြိုင်ပြီးတော့ဆောင်ရွက်နေကြတယ်ရိုးရိုးတန်းတန်းနဲ့ဆောင်ရွက်တာမဟုတ်ဘူးအိတ်တာရဲ့လွှမ်းမိုးချုပ်ကင်မှုစိတ်ဓာတ်တွေနဲ့ရှင်ပြိုင်ပြီးတော့နေကြတာဖြစ်တယ်ကိုယ့်ရဲ့တာလိုက်တာနဲ့တပြိုင်တည်းဝမ်းသာမှုမပြုတ်နိုင်ဘူးတဲ့အိတ်တာဆိုတဲ့တရားဟာ jealousy လို့ခေါ်တယ် jealousy လို့ခေါ်တယ်သူတို့ရဲ့အောင်မြင်မှုနဲ့ပတ်သက်လာလို့ရှိရင်အ ਨੇ ဆုံးစိတ်ထဲမှာမကြင်မနှက်ဖြစ်နေတာလုံနိုင်တာမလုံနိုင်တာကတော့တစ်မျိုးပေါ့လေအဲ့ဒီမကြင်မနှက်ဖြစ်နေတာကနေပြီးတော့ဆင့်ပွားလာပြီးတစ်ဖက်သားပျက်စီးကြောင်းတွေလှုပ်လာတစ်ဖက်သားပျက်စီးကြောင်းတွေလှုပ်လာသည့်အတွက်ကြောင့်ဒီကနေ့ကဘာကြီးမှလည်းမအေးချမ်းတာသူ့ရဲ့လက်ချက်ပဲပေါ့ဒီချစဉ်းစားကြည့်မယ်ဆိုရင်မြတ်စွာဘုရားဟောတဲ့တရားတော်ဟာအလွန်တရာမှမှန်ကန်တယ်အိဒါဆိုတဲ့သဘာဝတရားပို့ပြီးတော့ထင်ရှားအောင်အိဒါကိုရှုထောင့်၄ခုကနေပြီးတော့ဘုန်းကြီးတို့အိဒါရဲ့သဘာဝတရားကိုထုတ်ဖော်ပြောဆိုကြရမယ်ဆိုအဲ့ဒီအိဒါဆိုတဲ့သဘာဝတရားရဲ့အမှတ်သားလက္ခဏာကဘာလဲလို့ဆိုလို့ရှိရင်ပရတ္တံပတ္တိနံဥတုယနလက္ခဏာအိဒါတဲ့ပရတ္တံပတ္တိဆိုတာသူတော်ဘာရဲ့ပြည့်စုံမှုသူတော်ဘာရဲ့အောင်မြင်မှုသူတော်ဘာရဲ့စီစိန်ချမ်းသာကိုနိဗ္ဗာန်မှာကိုနဲ့ရှင်ပြိုင်လာလို့ကိုရဲ့တာသွားတဲ့အနေထားတံပတ္တိဆိုတာအစုံပဲယာရုအနေနဲ့ကိုရဲ့မြင့်သွားတယ်စိတ္တေဥစ္စာတွေလည်းကိုရဲ့မြင့်သွားတယ်စီးပွားရေးခွင့်ရေးတွေလည်းကိုရဲ့တာသွားတယ်အဲ့ဒါလို့ဖြစ်သွားရင်ဟိုတစ်ဖက်သားမှာဥတုယနလက္ခဏာဥတုယဆိုတဲ့အဓိပ္ပာယ်ကိုတရားကျမ်းတွေမှာဖွင့်ဆိုတဲ့အခါဘယ်လိုပြောတော့ဆိုဥတုယဒေါသဝိကရဏေတဲ့ဥတုယဆိုတာအပြစ်ပြောတာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတစ်ဖက်သားရဲ့အကောင်းကိုမပြောနိုင်ဘူးအဆိုးကိုထုတ်ပြောအဆိုးကိုပြောလာတာဒါဗမာစကားအနေနဲ့ညှဉ်းဆူတယ်မနာလိုဝန်တိုဖြစ်တယ်လို့ဒီလိုပြောကြတာနော်ကောင်းမပြောနိုင်ဘူးအပုတ်ချပြီးတော့ပြောတယ်အဲ့ဒါဥတုယနလက္ခဏာအပြစ်ပြောခြင်းညှဉ်းဆူစောင်းမြောင်းခြင်းလက္ခဏာရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်လက်ထက်တော်ခါကာလတုန်းကမြတ်စွာဘုရားတဲ့ရှေးကြပြီးတော့ဘာသာရေးကိုဥဆောင်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်အတ္တသိက္ခာဂုံမှာလည်းကြီးကြတယ်မြတ်စွာဘုရားကအသက်အငယ်ဆုံးလို့ပြောထိုခေတ်ကဘာသာရေးကောင်းဆောင်နေတယ်အငယ်ဆုံးဖြစ်တဲ့မြတ်စွာဘုရားကိုချီးညိုတဲ့ပုဂ္ဂိုလ်တွေကအလွန်များလာတဲ့အခါကျတော့အတ္တသိက္ခာကြီးတဲ့ပုဂ္ဂိုလ်တွေကမကျေနပ်နိုင်ကြဘူးအကောင်းမပြောနိုင်ကြဘူးညှဉ်းဆူကြတယ်စောင်းမြောင်းကြတယ်အပြစ်တင်ကြတယ်အပြစ်ပြောကြတယ်အခွင့်သာတိုင်းအပုတ်ချတဲ့စကားတွေကိုပြောကြတယ်ဆိုတာစာပေကျမ်းဂန်ထဲမှာ
အညာဒိဋ္ဌိယတွေကမြတ်စွာဘုရားကိုအမြဲတမ်းဒီအပြစ်ပြောနေကြတဲ့ပုဂ္ဂိုလ်တွေပဲဘာတွေအပြစ်ပြောတော့ဆိုရင်ဟေးရဟန်းဂေါရမမတရားဘူးလှူတာတန်းတာသူ့ပဲလှူရမယ်သူ့တပည့်တွေကိုပဲလှူရမယ်ကျန်တဲ့ပုဂ္ဂိုလ်တွေမလှူရဘူးသူ့တပည့်တွေလှူမှသူ့ကိုလှူမှအကျိုးကြီးတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကိုလှူရင်အကျိုးမကြီးဘူးဆိုတဲ့ဒီလိုအပြောဆွဆွဲမှုတွေကအစမြတ်စွာဘုရားအပေါ်မှာအပြစ်ပြောလာကြအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီလိုအပြစ်ပြောတယ်ဆိုတာဘယ်အထိဘယ်သူနာအထိအောင်ရောက်တယ်လဲလို့ဆိုရင်ကောသလဘုရင်ကြီးရဲ့နားကိုရောက်သွားတယ်ကောသလဘုရင်ကြီးရဲ့နားနန်းတော်မှာကိုကြဲကြဲပြတ်ပြတ်ပြောနေတယ်ဂေါရမဖေဟာမတရားဘူးတရားဟောတဲ့အခါသူကပြောတယ်သူလှူမှအကျိုးကြီးတယ်သူတပည့်တွေလှူမှအကျိုးကြီးတယ်သူတပည့်တွေကိုသာလှူရမယ်တခြားပုဂ္ဂိုလ်တွေမလှူရဘူးလို့ဒီလိုဟောပြောနေတယ်ဆိုတဲ့သတင်းဟာပြန့်နှံ့သွားတယ်အဲ့ဒါလို့ပြန့်နှံ့သွားလို့ဒီသတင်းကိုခြေဖြတ်ဖို့ဆိုပြီးတော့ကောသလမင်းကြီးကမြတ်စွာဘုရားနဲ့တွေ့ဆုံတဲ့အခါမှာပရိသတ်တွေများစွာရှိတဲ့ထဲမှာမြတ်စွာဘုရားကမေးတယ်မြတ်စွာဘုရားကိုမေးလျှောက်တယ်သူကဘယ်လိုမေးလျှောက်တုံးဆိုလို့ရှိရင်အရှင်ဘုရားတဲ့တပည့်တော်ဒါနကောင်းမှုလုပ်ချင်တယ်ဘယ်သူလှူရမလဲလို့ဒီမေးခွန်းမေးတော့မြတ်စွာဘုရားဖြေတယ်ကိုကြည်ညိုတဲ့စီလှူပေါ်လို့ပြောတယ်ဒါမြတ်စွာဘုရားရဲ့အမှန်စကားပဲเนาะကိုကြည်ညိုတဲ့ပုဂ္ဂိုလ်လှူပါလို့ဘယ်ခိုင်းဘယ်တန်ကဘယ်သူပဲကြည်ညိုထိုခေတ်ကဘာသာရေးခိုင်းနေတဲ့ဘယ်ခိုင်းကိုပဲကြည်ညိုကိုကြည်ညိုတဲ့စီယထပတိရတိတထဒေဟိတဲ့ကိုကြည်ညိုတဲ့နေရာလှူပေါ်လို့မြတ်စွာဘုရားပြောအဲ့ဒီတော့ကောသလမင်းကြီးကမြတ်စွာဘုရားကငါသာလှူရမယ်လို့ဟောတာဆိုတာမဟုတ်ဘူးလို့ဆိုပြီးပရိသတ်ကိုသူကစောင်းပြီးတော့ကြည့်လိုက်သေးတယ်ကဲမင်းတို့ကြည့်ပရိသတ်ထဲမှာမြတ်စွာဘုရားဖြေတာကိုကြည့်ပေါ့မြတ်စွာဘုရားကငါ့ကိုသာလှူရမယ်ငါတို့တွေကိုသာလှူရမယ်ဆိုတဲ့စကားမဟုတ်ဘူးဒါမမှန်မကန်ဆွဆွဲပြောဆိုနေကြတာပဲဆိုပြီးကောသလမင်းကြီးကသူ့မိကုံးကိုပြင်လိုက်ပြန်တယ်အရှင်ဘုရားတဲ့ဘယ်သူဘယ်ပုဂ္ဂိုလ်ဘယ်နေရာလှူရင်ပို့ပြီးတော့အကျိုးကြီးတယ်လဲလို့ဆိုတော့မြတ်စွာဘုရားကဖြေတယ်ခုနမေကုံးနဲ့အခုမေကုံးမတူဘူးနော်တဲ့ခုနမေကုံးနဲ့အခုမေကုံးမတူဘူးတဲ့ဘယ်ကိုလှူမှဘယ်နေရာလှူမှအကျိုးကြီးတယ်လဲဆိုတဲ့မေကုံးကတခြားဖြစ်သွားတယ်အဲ့ဒီအခါကျတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကကြည်ညိုတဲ့စီလှူလို့မပြောတော့ဘူးလူကပုဂ္ဂိုလ်ဆိုတာပင်စင်ကဝိပဟိနစိတ်ရဲ့အညစ်အကြေး၅မျိုးဖယ်ရှားပြီးသားပုဂ္ဂိုလ်ဖြစ်ရင်တော့လှူတဲ့အလှူဟာကြိုးကျေးဇူးရှိတယ်ဒါတော့ reasonable ဖြစ်တာပေါ့ဘာဖြစ်လို့တော့ဆိုလို့ရှိရင်စဉ်းစားကြည့်လေသီးနှံတွေအထက်ကောင်းအောင်ဘယ်လိုမြေမျိုးစိုက်ရမလဲဆိုလို့ရှိရင်ဒါကောင်းတဲ့မြေယူရမှာပေါ့ဒါသဘာဝပဲပေါ့အဲ့တော့ကိုယ်လှူအကျိုးကြီးခြင်းတယ်ဆိုလို့ရှိရင်တော့ယူရမှာပဲလေသူကအကျိုးကြီးချင်တာကိုအဲ့တော့မြတ်စွာဘုရားခုနမေကုန်းနဲ့အခုမေကုန်းမတူဘူးတဲ့မတူသည့်အတွက်ကြောင့်ခွဲဖြေရလိမ့်မယ်တုံးနဲ့တူတော့မတူနိုင်ဘူးဒါမို့ဒကိတဝိပင်ကသုံးမှာဟောထားတာလေတရိစ္ဆာန်ကိုတောင်မှမြတ်စွာဘုရားထည့်ဟောထားတယ်တရိစ္ဆာန်တွေကိုလှူရင်အစတရားတဲ့လူဒုတ်တိလကိုလှူရင်အစ1000တဲ့ဒီလိုဟောတော်တာဟုတ်အဲ့တော့တိရစ္ဆာန်နဲ့လူနဲ့ဓာတ်လူထားရမှာလားကျွေးတဲ့အခါမှာမဖြစ်နိုင်ဘူးလေအရေးချင်းချင်းကလည်းတူမတူတာဟုတ်လူတွေကပြောရင်တော့စိတ်ဆိုးလိုက်မယ်ထင်တယ်မင်းနဲ့တိရစ္ဆာန်တူပါပဲဆိုရင်စိတ်ဆိုးမှာပေါ့နော်အဲ့တော့လူနဲ့တိရစ္ဆာန်ဆိုတာကွာခြားမှုရှိသည့်အတွက်ကြောင့်တိရစ္ဆာန်တစ်ကောင်ကိုကျွေးတာနဲ့လူတစ်ယောက်ကျွေးတာတူနိုင်မှာမလားမတူနိုင်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကဟောတယ်ဆိုတဲ့တရားဟာဘယ်ပုဂ္ဂိုလ်တွေကိုလှူရင်အကျိုးကြီးတယ်လဲဆိုတဲ့အခါကျတော့မြတ်စွာဘုရားခွဲခြားပြီးတော့ဟောတာအဲ့ဒီမှာကောသလမင်းကြီးကဒီမေခွန်းနှစ်ခု
ပရိသတ်အလယ်မှာမေးခြင်းအဖြစ်မြတ်စွာဘုရားကိုအပြစ်ပြောပြီးတော့သတင်းလွှင့်နေတဲ့စကားတွေဟာအကုန်လုံးတိတ်ဆိတ်ငြိမ်သက်သွားတယ်အဲ့တော့ဒီစကားတွေကဘာကြောင့်ပေါ်လာတာတုံးလို့ဆိုလို့ရှိရင်ဘုရားမှုရှိတဲ့တန်ဃာတွေကိုမင်းဆိုးရာဇာတွေကအစကိုးကွယ်လာတဲ့အခါကျတော့တခြားခိုင်းတွေကမနာလိုမုန်းတိမှုတွေအိတ်တာတွေဖြစ်လာတယ်ဟောအဲ့ဒီသဘောကိုပြောတာအဲ့ဒါပရတ္တံပတ္တိနာဥတုယနာလက္ခဏာဒါဒီကနေ့ခေတ်မှာလည်းပဲလူသားတွေမှာဒီလိုစိတ်ဓာတ်တွေရှိကြတာပဲပေါ့အများစုပါနော်စီးပွားရေးလှုပ်တာပဲဖြစ်ဖြစ်ပညာရေးလှုပ်တာပဲဖြစ်ဖြစ်ကိုယ်ရတာမနာလို့ဆိုတဲ့ဣဒ္ဓတရားတွေဟာဖြစ်ပွားလေးရှိကြတယ်တဲ့အဲ့တော့ဣဒ္ဓတရားဟာဘယ်တော့မှအကောင်းမပြောဘူးအပြစ်ပဲပြောတယ်နော်အပြစ်ပြောခြင်းလက္ခဏာဣဒ္ဓရဲ့လက္ခဏာနောက်သူဆောင်ရွက်မှုကိစ္စကဘာလဲလို့ဆိုရင်သူတစ်ပါးရဲ့အောင်မြင်ကြီးပွားမှုကိုတွေးပြီးတော့ဘယ်တော့မှစိတ်ထဲမှာပျော်မွေ့မှုမရှိဘူးတဲ့မပျော်မွေ့အောင်ဖြစ်စေတယ်ဣဒ္ဓရှိနေတဲ့ပုဂ္ဂိုလ်ဟာသူတစ်ပါးကြီးပွားတာကိုတွေးမိတိုင်းသူစိတ်ထဲမှာပျော်ရွှင်မှုမဖြစ်ဘူးမုန်းတီးမှုယွန်ရှာမှုတွေပဲဖြစ်တယ်ဒါကြောင့်မို့စာပေကျမ်းဂန်မှာတတ္ထေဝအနဘိရတိရတ္တာတဲ့သူတော်ဘာစည်းစိမ်ဥစ္စာပေါ်မှာမပျော်မွေ့ခြင်းဆိုမပျော်မွေ့ဘူးဆိုမနစ်ချိုက်တာကိုပြောတယ်မနစ်ချိုက်ဘူးအောင်မြင်သွားတာတတိယလိုက်တိုင်းမနစ်ချိုက်အဲ့ဒီမနစ်ချိုက်အောင်ဘသူကဖန်တီးလှုပ်ဆောင်နေတယ်လဲဆိုရင်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ဣဒ္ဓတရားကဖန်တီးလှုပ်ဆောင်ဒီလိုဆိုလိုတာနော်သူကနေပြီးတော့လှုပ်ဆောင်နေလို့ဣဒ္ဓဟာမပျော်မွေ့ခြင်းကိစ္စဆောင်ရွက်မှုရှိတယ်အဲ့တော့ဣဒ္ဓတရားရဲ့အသွင်သဏ္ဍာန်ကိုအသိဉာဏ်နဲ့ရှုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုပုံသဏ္ဍာန်နဲ့မြင်ရတယ်လဲလို့ဆိုရင်သူများရဲ့အောင်မြင်ကြော်ကြားမှုကိုမျက်နှာလွှဲကြောပေးထားခြင်းတဲ့သဘောမျိုးတဲ့ဆိုလိုတာကအတိမမပြုတ်ဘူးလို့ပြောတာနော်အတိမမပြုတ်ခြင်းဘူးမကြားခြင်းဘူးလာမပြောနဲ့နော်မမြင်ခြင်းဘူးမသိခြင်းဘူးဆိုတဲ့အနေထားမျိုးအဲ့တော့ဝိမုခဘာဝဆိုတာမျက်နှာလွှဲပစ်လိုက်မျက်နှာလွှဲပစ်လိုက်တယ်ဒါအိတ်တာရှိနေလို့အိတ်တာရဲ့သဘာဝတရားပစ္စုပ္ပထံဆိုတာ manifestation ကိုပြောတာသူ့ရဲ့တယုတ်တံအသင်္တရံဟာအဲ့ဒီပုံစံနဲ့ပဲပေါ်လာဝိမုခဘာဝစိတ်ကနေပြီးတော့မျက်နှာလွှဲတာတင်စားပြီးတော့ပြောတာစိတ်မှာမျက်နှာရှိတာပြောတာမဟုတ်ဘူးเนาะသူများစိတ်နဲ့ပတ်သက်လာလို့ရှိရင်လက်မခံနိုင်ဘူးမျက်နှာလွှဲနေတဲ့သဘောပဲဒီလိုဆိုလို့တယ်အဲ့တော့သူ့ရဲ့အနိကအကြောင်းကတော့ဘာလဲလို့ဆိုရင်ပရတ္တံပတ္တိပဋ္ဌာနာလို့ဆိုတဲ့အတိုင်းသူတစ်ပါးရဲ့စည်းစိမ်ဥစ္စာတွေဟာသူတစ်ပါးရဲ့စည်းစိမ်ဥစ္စာသူတစ်ပါးရဲ့အောင်မြင်ကြော်ကြားမှုယာရုဂုံသိစည်းစိမ်ဥစ္စာတိုးတက်မှုဒါတွေဟာဣဒ္ဓဖြစ်ဖို့ရာအတွက်အနိကအကြောင်းပဲလို့ပြောတာသို့တော့သူများစည်းစိမ်ရှိတာနဲ့ဣဒ္ဓဖြစ်ရမလားလို့ဆိုတော့ဒီကြားထဲမှာမြုပ်ကွက်ကလေးရှိတယ်အားလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတခုအကုသိုလ်မှန်သမျှရဲ့အကြောင်းတစ်ခုကဘာလဲလို့ဆိုရင်အာယောနိသောမနတိကသူတော်ဘာစည်းစိမ်ပေါ်မှာအာယောနိသောမနတိက unwise attention နှလုံးသွင်းမမှန်မကန်နှလုံးသွင်းမိပြီသူတော်ဘာစည်းစိမ်ပေါ်မှာသူတော်ဘာရဲ့အောင်မြင်မှုအပေါ်မှန်ကန်တဲ့နှလုံးသွင်းမရှိဘူးဆိုလို့ရှိရင်ဣဒ္ဓဖြစ်ပွားလာတာပဲဒီနေရာမှာပရတ္တပတ္တိပဋ္ဌာနာဆိုတာအပြင်အကြောင်းတစ်ခုတည်းကိုပြောလိုက်တာသို့သောအတွင်းအကြောင်းကဘာလဲလို့ဆိုရင်အာယောနိသောမနတိကာရသူများအောင်မြင်ကြီးပွားတာကိုတွေ့တိုင်းဣဒ္ဓဖြစ်တယ်လို့ဒီလိုတော့မဟုတ်အာယောနိသောမနတိကာရရှိတဲ့ပုဂ္ဂိုလ်မှနော်ယောနိသောမနတိကာရထားနိုင်တဲ့ပုဂ္ဂိုလ်ကြမဖြစ်ဘူးပေါ့နော်ဣဒ္ဓအဲ့ဒီဣဒ္ဓဟာတန်ယောဇနာလေဒီအာယုန်နဲ့စိတ်ကိုချီနှောင်ထားတတ်တဲ့သဘောတရားတစ်ခုအတော်နဲ့ဖြည့်ရှင်းလို့ဖြုတ်ပြလို့မရနိုင်လောက်အောင်စိတ်နဲ့ချီနှောင်ပြီးတော့ထားတတ်တဲ့အာယုန်နဲ့ဒါကဣဒ္ဓကိုရှုထောင့်၄ခုကနေပြီးတော့လေးလာကြည့်တာ
လက္ခဏာရတပစ္စုပ္ပထံပဋ္ဌထံလို့ဒီလိုခေါ်တယ်ရှုထောင့်၄ခုကနေကြည့်လိုက်တာသဘာဝတရားတိုင်းဟာရှုထောင့်၄ခုကကြည့်လို့ရတယ်ကြည့်တဲ့ထဲမှာအကြောင်းတရားပါပဋ္ဌဌာနဆိုတာအနိကဆုံးသောအကြောင်းကိုပဋ္ဌထံလို့ခေါ်တယ်အိဒါဖြစ်ဖို့အနိကဆုံးအကြောင်းကတော့ပရတ္တံပတ္တိပဲသူတစ်ပါးရဲ့အောင်မြင်မှုဟာပရတ္တံပတ္တိအဲ့ဒီထဲမှာပရတ္တံပတ္တိပေါ်မှာအာယောနိသောမနတိကာရဖြစ်မှုဟာဒါအိဒါအတွက်ပဲအာယောနိသောမနတိကာရဆိုတာ general cause သူကအထွေထွေအလုံးအနေနဲ့လည်းဆိုင်တယ်သို့တော့ပရတ္တံပတ္တိကသူ့ရဲ့တိတ္တအကြောင်းတရားဖြစ်တယ်ဒါကြောင့်မို့ပရတ္တံပတ္တိပဋ္ဌဌာနလို့တင်ပြောတယ်အာယောနိသောမနတိကာရကိုသိတာလို့understood ခေါ်တာပေါ့နော်နားလေလောက်လို့မပြောတဲ့သဘောဒါကအိဒါတရားကဲစဉ်းစားကြည့်ခဏခေတ်မှာတကဘာလုံးကိုခြုံပြီးတော့ကြည့်လိုက်မယ်အားလုံးဟာရှင်ပြိုင်ပြီးတော့နေကြတယ်ကိုယ်နဲ့တာသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်တနိုင်ငံနဲ့တနိုင်ငံတဦးနဲ့တဦးရှင်ပြိုင်ပြီးတော့နေကြတဲ့အခါမှာတာသွားတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမလိုမုန်းတာစိတ်တွေပွားပြီးတော့နေတာဟာလောကကြီးမှာပြန်ပွားနေတဲ့အခြေအနေကြီးတစ်ခုပဲအဲ့ဒီအိဒါတရားရဲ့နောက်ဆွယ်မှာဘာတွေပါလာတော့ဆိုလို့ရှိရင်မုန်းတီးခြင်းဆိုတဲ့မုန်းတီးခြင်းစိတ်မပျော်လွင်ခြင်းဆိုတဲ့မပျော်ခြင်းဆိုတဲ့ဒေါသတို့ဒေါမနတတို့ကတွဲပါလာဒါကြောင့်မို့အဘိဓမ္မာသဘောအရအိဒါဆိုတာလောဘနဲ့ရှင်ဖြစ်တာမဟုတ်ဘူးဒေါသနဲ့ရှင်ဖြစ်တာအိဒါရှိလာတဲ့ပုဂ္ဂိုလ်ကအပြစ်ပြောတယ်ဆိုတဲ့ကယင်ထဲကအမုန်းတရားကိုတင်ထားတာအဲ့ဒီယင်ထဲကအမုန်းတရားကြောင့်တကဘာလုံးမှာရှိတဲ့လူတွေရဲ့ငြိမ်းချမ်းမှုရန်ကင်းမှုကိုဖျက်ဆီးဖြစ်နေတဲ့သဘောပဲဒါမိမိရဲ့စိတ်နှလုံးကမှမငြိမ်းချမ်းလို့ရှိရင်ကိုယ်ပတ်ဝန်းကျင်ကရောငြိမ်းချမ်းနိုင်မှာမလားမငြိမ်းချမ်းနိုင်ဘူးစိတ်ထဲနှလုံးထဲကမှမငြိမ်းချမ်းမဲ့နဲ့ဘယ်လိုလုပ်ငြိမ်းချမ်းမလဲမိသားစုတစ်ခုတည်းပဲကြည့်မိမိကိုယ်တိုင်မှာငြိမ်းချမ်းမှုမရှိဘဲနဲ့ကိုယ်မိသားစုပတ်ဝန်းကျင်မှာငြိမ်းချမ်းမှုကိုရှားနေမယ်ဆိုလို့ရှိရင်တွေ့နိုင်မှာမလားတွေ့နိုင်ဘူးအဲ့တော့မိမိကိုယ်တိုင်ရဲ့တဏ္ဍမှာကိုယ်ကငြိမ်းချမ်းမှုကိုရအောင်လုပ်အောင်အဲ့ဒီငြိမ်းချမ်းမှုကိုမရအောင်ချုံနှောင်ထားတဲ့ဖန်တီးထားတဲ့တရားကဘာလို့လဲလို့ဆိုရင်အိဒါပဲအဲ့တော့မိသားစုအတွင်းမှာလည်းအိဒါမဖြစ်ဘူးလို့မအောင်မိတ်လေနဲ့အမေလှုပ်တဲ့လူအဖေလှုပ်တဲ့လူလိမ္မာတဲ့သားသမီးသို့မဟုတ်သားကြီးသားငယ်သမီးကြီးသမီးငယ်ဆိုတာလို့ဦးစားပေးပြီဆိုလို့ချင်းခြံတဲ့ပုဂ္ဂိုလ်မှာအိဒါမဖြစ်ပေဘူးလားဟေးခြံတဲ့သားသမီးတွေကအိဒါဖြစ်တယ်သူတော့ဦးစားပေးတယ်ငါတော့ဦးစားပေးမခံရဘူးဒါမျိုးတွေကအပြောခံနေရတာကြားနေရတာပဲပေါက်ကွဲလောက်အောင်သာမဖြစ်တာလေပေါက်ကွဲတယ်ဆိုတာကတော့အလွန်အကျွံဖြစ်လာတာမျိုးပြောတာအဲ့ဒါလောက်မဖြစ်ပေမဲ့လို့စိတ်ထဲမှာမကြည်မနှက်ဖြစ်လာလို့ရှင်တဦးနဲ့တဦးမေတ္တာပြည့်စရာမဖြစ်ပေဘူးလားအေးမေတ္တာပြည့်စရာဖြစ်လာတော့မိသားစုအတွင်းမှာတောင်ငြိမ်းချမ်းရေးဆိုတာမရနိုင်ဘူးတဲ့ဘေးကင်းရန်กว่าစိတ်ချမ်းချမ်းသာသာနေဖို့ဆိုတာဒီအိဒါဆိုတဲ့နှလုံးထဲမှာအိဒါကိုနှလုံးသားထဲမှာထည့်ထားမယ်ဆိုရင်အမုန်းတရားတွေကလည်းနောက်ကပါလာမှာဆိုတော့မောင်နှမချင်းဖြစ်ပါစေညီကိုချင်းဖြစ်ပါစေညံ့မာချင်းဖြစ်ပါစေဒီနှလုံးသားရဲ့အမုန်းတရားကိန်းနေပြီဆိုလို့ရှိရင်ဘယ်တော့မှအဝေရရန်ကင်းတယ်ဆိုတာမရှိဘူးနော်ငြိမ်းချမ်းမယ်ဆိုတာမရှိနိုင်ဘူးတဲ့မြတ်စွာဘုရားကတကယ့်ကိုအခြေခံကြကြဖြေဆိုတဲ့စကားအလုံးပေါ်မှာခြုံမိငုံမိတယ်အဲ့ဒါလို့မဖြေဘဲနဲ့တခြားနည်းနဲ့ဖြေမယ်ဆိုရင်ခြုံမိငုံမိမှာမဟုတ်ဘူးမြတ်စွာဘုရားကဒါမှမဟုတ်လို့ဘုရားဟောတဲ့တရားဆိုတာပြင်စရာလည်းမရှိဘူးဖြစ်ဆက်စရာလည်းမရှိဘူးအတွင်းကြကြမြတ်စွာဘုရားကအရင်ကြကြဖြေဆိုတာဖြစ်တယ်ပေါ့ဒါကတပိုင်းနောက်တစ်ပိုင်းကိုကြည့်လိုက်အောင်မလားအိဒါနဲ့မစ္စရိယဆိုတာတွဲလာအိဒါဆိုတာသူတစ်ပါးရဲ့အောင်မြင်ကြော်ကြားမှုကိုအပြစ်ပြောနေတာမနာလိုတာမနာလိုမရှုစိတ်ဖြစ်နေတာဟောမစ္စရိယကြတော့ဘာလို့ဆိုလို့ရှိရင်ကိုကအตาရနေတဲ့အခါမှာ
ကိုယ့်ကိုတစ်ဖက်သားကကြောသွားမှမလိုချင်တာကိုယ့်ရဲ့အောင်မြင်ကြော်ကြားမှုကိုလာပြီးတော့လူမှမကြိုက်တာနော်ကိုယ်နဲ့လာရှင်ပြိုင်မယ်ဆိုလို့ရှိရင်မခံနိုင်တဲ့သဘောကိုယ်နဲ့လာရှင်ပြိုင်မယ်ဆိုရင်မခံနိုင်တဲ့သဘောတွေဒါမျိုးတွေဖြစ်တယ်အဲ့ဒါကြတော့မစ္စရိယလို့ခေါ်တယ်မစ္စရိယဆိုတာကိုယ့်ရဲ့အောင်မြင်မှုကိုဆက်လက်ချုပ်ခိုင်ထားပြီးတော့တစ်ဖက်သားကိုရန်လုပ်တဲ့သဘောပဲသူကခုနတုန်းကသူများရဲ့အောင်မြင်မှုကိုအာယုံစိုက်ပြီးတော့သူများကိုရန်လုပ်တာအခုကကိုယ့်ရဲ့အာယုံကိုယ့်ရဲ့အောင်မြင်မှုကိုအာယုံပြုတ်ပြီးတော့တစ်ဖက်သားကိုရန်လုပ်တာချင်းတော့တူတူပဲဟုတ်ကဲ့လားအိတ်တာဖြစ်ဖြစ်မစ္စရိယဖြစ်ဖြစ်ဒေါသနဲ့ရှင်ပြီးတော့လာတာကြီးပဲအဲ့တော့မစ္စရိယရဲ့သဘောကိုလည်းပဲရှုထောင့်၄မျိုးကနေပြီးတော့လက္ခဏာရတ္တပစ္စုပ္ပထံပဋ္ဌထံဆိုတဲ့ရှုထောင့်၄ခုကနေပြီးတော့မစ္စရိယကိုလေ့လာကြည့်လို့ရတယ်ပေါ့နံပါတ်1 characteristic လို့ခေါ်တဲ့အမှတ်အသားလက္ခဏာမစ္စရိယရဲ့အသွင်ပြင်အမှတ်အသားလက္ခဏာကဘယ်လိုရှိသလဲလို့ဆိုရင်ယာပြီးသားဖြစ်တဲ့မိမိရဲ့စိတ်စိတ်ဥစ္စာယာဒုဌာဏန္တရအောင်မြင်ကြော်ကြားမှုရလက်တံဖြစ်တဲ့မိမိရဲ့ယာဒုဂုံသိစိတ်စိတ်ဥစ္စာအောင်မြင်ကြော်ကြားမှုဟောကိုရတဲ့ဟာနော်ကိုရတဲ့ကိုရာပြီးဖြစ်တာရဲ့ကိုရမဲ့ယာဒုဥစ္စာစိတ်စိတ်ယာဒုဂုံသိစိတ်စိတ်ဥစ္စာအောင်မြင်ကြော်ကြားမှုတွေကိုနိဂုဟနလက္ခဏာသူဝှက်ထားတယ်ဆိုတာဘာကိုပြောတာတော့ဆိုဖွက်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာမဟုတ်ဘူးသူတစ်ပါးတွေဒါမျိုးမရစေချင်တာကိုပြောတာဖွက်ထားခြင်းလက္ခဏာရှိတယ်ဆိုတော့သူတစ်ပါးတွေကိုသူအောင်မြင်တယ်လို့မအောင်မြင်စေချင်ဘူးသူရတဲ့အခွင့်အရေးမျိုးသူများမရစေချင်ဘူးသူကြော်ကြားတယ်လို့သူများကိုမကြော်ကြားစေချင်ဘူးဟုတ်ကဲ့လားသူကအာယုံပြုတာဘာကိုအာယုံပြုလို့ဆိုရင်ကိုယ့်ရဲ့ကြော်ကြားမှုယာရုဂုံသိစိစိဥစ္စာကိုအာယုံပြုတယ်အဲ့ဒီပုံမှာတခြားပုဂ္ဂိုလ်တွေရမလာအောင်သူကဝှက်ချင်တယ်ဆိုတာဆုပ်ကင်ထားခြင်းတယ်ပေါ့သူ့အတွက်ပဲဆုပ်ကင်ထားခြင်းတယ်သူများအတွက်မပေးနိုင်ဘူးပေါ့ဒီလိုဆိုလိုတာနော်ဆိုပါတော့အာကစားတို့ရှင်ပြိုင်မှုတွေcompetition လုပ်တဲ့အခါမှာလေကိုပိုင်ဆိုင်ထားတဲ့တရဖူတို့သူများလာလို့မှမကြိုက်ဘူးလေအမြဲတမ်းကိုယ်ကပဲထိတ်ကနေခြင်းတယ်ဆိုတဲ့ဟာမျိုးဒါမျိုးကလောကမှာအများကြီးရှိတာပဲလေအများကြီးရှိတာပဲမစ္စရိယဆိုကိုယ်ထိတ်ကရောက်နေတဲ့အခါမှာသူများကကိုယ်ကိုလာရှင်ပြိုင်လာပြီဆိုလို့ရှိရင်မကျေနပ်တော့ကိုနိုင်ခြင်းရှိလာပြီဆိုရင်အိတ်တာဖြစ်လာတယ်လာရှင်ပြိုင်လာပြီဆိုရင်ကိုကမစ္စရိယတရားတွေလွှမ်းမိုးလာရင်ဘာလုပ်လဲတစ်ဖက်သားကိုရန်လို့တော့တာပဲနောက်ဆုံးခုခေတ်မှာဆိုလို့ရှိရင်ကိုနဲ့ရှင်ပြိုင်လာတဲ့လူကိုအပြတ်ရှင်းတယ်ဆိုတာမဖြစ်ဘူးလားအလုံးကြားဖို့ကြလိုက်ပဲငယ်တုန်းကသတင်းစာတစ်စောင်ထဲမှာဖတ်လိုက်ရဘူးတဲ့စကိတ်စီးတာရှင်ပြိုင်မှုမျိုးသမီး2ယောက်အဲ့ဒီမှာတယောက်ကသူ့ကိုရှင်ပြိုင်လာတယ်ရှင်ပြိုင်လာတော့နိုင်မဲ့အခြေအနေလဲရောက်ရောလူစိုးငှားပြီးတော့ခြေတော်ကျိုးအောင်ရိုက်ခိုင်းတယ်ဆိုတဲ့တဲ့ကဘာမှာတကယ်ဖြစ်ခဲ့တဲ့ true story ပဲနော်အိဒါနဲ့မစ္စရိယကသူကကပ်ပြီးတော့နေတာကိုယ်ကသားနေရင်တစ်မျိုးကိုယ့်ရဲ့သားသွားရင်တစ်မျိုးသူကလက်တစ်လုံးလေးတယ်ပဲကတ်ဗမာပြည်မှာလည်းပဲလူတိုင်းတော့သိမသိလိုက်ဘူးကြားဖို့တဲ့တကယ်အဖြစ်အပျက်ကလေးတစ်ခုရှိအမျိုးသမီးလေး2ယောက်အမတန်မှလည်းခင်တယ်အမတန်မှလည်းယဉ်နှီးတယ်တငယ်ချင်း2ယောက်သို့တော့ပညာရှင်ပြိုင်ပြီးတော့သင်ကြားတဲ့အခါမှာအမတန်ချစ်တဲ့တငယ်ချင်းပဲဖြစ်စေကိုယ့်ရဲ့ตาသွားမဲ့အနေအထားဖြစ်တဲ့အခါကျတော့ဘာလုပ်လဲဆိုလို့ရှိရင်အစစ်တွေနဲ့မျက်လုံးကိုပက်လိုက်တာဟိုကလေးမလေးတယောက်မျက်စိကွယ်သွားတဲ့အဆင့်ရောက်ဖူးတယ်ဒါလည်းတကယ်ဖြစ်ခဲ့တာနော်တကယ်ဖြစ်ခဲ့
အဲ့ဒါလို့ကိုယ့်ရဲ့တာမနာလို့ဆိုတာမျိုးဒါအိတ်တာနော်ကိုကပဲအမြဲတမ်းတာချင်းနေတာကမစ္စရိယဒီနှစ်ခုဟာကပ်ပြီးတော့နေတာဒါကြောင့်မလို့မြတ်စွာဘုရားနှစ်ခုစလုံးကိုဖြေထားတာလေအိတ်တာမစ္စရိယတန်ရောစနာလူတွေရဲ့စိတ်ကိုဒါကနေချုပ်ကင်ထားအဲ့ဒါလို့ချုပ်နှောင်ထားသည့်အတွက်ကြောင့်လူတွေကမငြိမ်းချမ်းကြဘူးရန်ဘေးရအန္တရာယ်ကင်းမှုဆိုတာမဖြစ်ဘူးအန္တရာယ်တွေနဲ့ပဲပြောင်းပြီးတော့ငြိမ်းချမ်းမှုဘယ်တော့မှမရနိုင်ဘူးတဲ့မြတ်စွာဘုရားဒါတရားမင်းကြီးကိုဖြေတာအဲ့တော့တရားပြေမှာလဲနတ်ပြေမှာလည်းပဲတရားမင်းကြီးတွေလည်းဒီတိုင်းပဲနေမှာပဲလေသူတို့လည်းမနာလို့အိတ်တာမစ္စရိယတွေရှိတာပဲဓမ္မဇာလတုတ်ထဲမှာပါတယ်မနောပဒောတိကနတ်ဆိုတာရှိတယ်မနောပဒောတိကနတ်ဆိုတာနတ်တွေဆိုတာသူတို့ရဲ့ကရဇကာယလို့ခေါ်တဲ့ဒီရုပ်ခန္ဓာကိုယ်ကြီးကအမတ္တမနှူးညံ့ဒါကြောင့်မို့လူတွေကမမြင်ရဘူးသိမ့်မွေးတယ်သူတို့ခန္ဓာကိုယ်ကရဇကာယကသိမ့်မွေးပြီးတော့အဲ့ဒါလိုနေသည့်အတွက်ကြောင့်နတ်တွေဟာသူတို့ရဲ့ကမ္မစဒိဇောကလည်းအလွန်ပြင်းတယ်ဒါကြောင့်မို့လို့နတ်ဩဇာချိန်မှန်စားရတယ်မစားရင်ဒီနတ်ဟာတည်သွားနိုင်ဒေါသထွက်ရင်လည်းနတ်ရဲ့ခန္ဓာကိုယ်မခံနိုင်ဘူးလူတွေတော့စိတ်ဆိုးလေတိတ်ကိစ္စမရှိလားနော်သွေးတို့ယောဂါတို့နှလုံးယောဂါတို့မရှိရင်တော့ရုပ်တည်းမသေးပါဘူးစိတ်ဆိုးတာ ਨੇ အဲ့ဒီမှာမနောပရောတိကနတ်ဆိုတာတူတူဒေါသထွက်ပြီးတော့သေတဲ့နတ်တွေကိုမနောပရောတိကနတ်လို့ခေါ်တယ်နတ်သားတယောက်ကသူ့ရဲ့ဒီစိတ်စိမ်ဥစ္စာတွေနဲ့အချမ်းရံပရိသတ်တွေနဲ့နန္ဒဥယျာဉ်ကြီးကိုထွက်လာသူ့ဘုံမိမ့်မှန်နဲ့ထွက်လာခန္ဓာနန္ဒာကြီးပေါ့ဟန်နဲ့ပန်နဲ့ထွက်လာတဲ့အခါကျတော့လမ်းပေါ်မှာစုံကြတယ်နတ်သားတယောက်ကချီတယ်လမ်းကြည့်လိုက်တဲ့အခါသူကဂုံယူဝင်ကြွားပြီးတော့သွားနေတော့ဟန်နဲ့ပန်နဲ့လေဟိုနတ်ကမျက်စောင်းထိုးတယ်ဒီကောင်ကဟိတ်ကြီးဟန်ကြီးနဲ့ပေါ့ဟိတ်ကြီးဟန်ကြီးနဲ့လို့မကျေနပ်တဲ့မျက်လုံးနဲ့ကြည့်တဲ့အခါလူစားမကျေနပ်တဲ့မျက်လုံးနဲ့ကြည့်တယ်ဆိုတာအမှန်တမ်းထင်ရှားတယ်နော်ပိယစက္ခုဆိုတာချစ်ခင်မွယ်ရာမျက်လုံးနဲ့ကြည့်တာကတစ်မျိုးလေမျက်လုံးကပြုံးပြီးတော့ကြည့်တာအဲ့ဒါလို့မဟုတ်ဘူးမကျေနပ်ဘူးဆိုရင်မျက်လုံးကထောင်းကပ်ကြည့်တာနော်မျက်လုံးထောင်းကပ်ပြီးတော့နှုတ်ခမ်းကဆူထားတယ်ဆိုတော့သိတာပေါ့မျက်နှာကြောကတင်းထားတယ်ဆိုဟိုနတ်သားကနေပြီးသူ့ကိုကြည့်လိုက်တဲ့အခါမြင်တာပေါ့မြင်တဲ့အခါကျတော့ဟိုနတ်သားကဘလို့ထင်တော့ငါကန်နဲ့ငါရလာတဲ့စီစိန်ငါဖန်ငါသွားတာမင်းနဲ့ပါဆိုင်လဲပေါ့သူကလည်းပြန်ပြီးတော့ဟိုသူ့ကိုစိတ်ဆိုးတော့ပြန်စိတ်ဆိုးတာပေါ့လူတွေလည်းဒီတိုင်းပဲမော်လားကို့မမပြောရင်သူကလည်းပြန်မမပြောတာကို့မျက်စောင်းထိုးရင်လည်းပြန်ထိုးချင်တယ်လေဒါသဘာဝပဲအဲ့တော့အဲ့ဒီနတ်သားနှစ်ဦးဟာအဲ့ဒါလို့စိတ်ဆိုးတာပေါ့စိတ်ထဲကနေတယ်ဘာဖြစ်လဲငါစည်းစိမ်နဲ့ငါလှုပ်တာငါဘာငါသွားတာမင်းနဲ့ဘာဆိုင်လဲဆိုရင်စိတ်ဆိုးတယောက်ကစိတ်ဆိုးရင်နောက်တယောက်ကစိတ်ဆိုးမှုတွေကနှစ်ခုပေါင်းလာတဲ့အခါအင်အားပြည့်လာအင်အားပြင်းထန်လာဒီဂရီကတက်လာတယ်ဟုတ်တယ်စိတ်ဆိုးရင်တယောက်ကအလျှော့ပေးလိုက်ရင်ဘာမှမဖြစ်လူတွေရဲ့အိမ်ထဲမှာလည်းပဲအဲ့ဒါလိုပဲနော်ဇနီးမောင်နှံနှစ်ယောက်တယောက်ကလျှော့လိုက်ရင်ကိစ္စမရှိဘူးသူတစ်ခွန်းငါတစ်ခွန်းဆိုရင်တဖြည်းဖြည်းအချိန်တွေကတက်လာကြတယ်နောက်ဆုံးမထိန်နိုင်မသိမ့်နိုင်နေဖြစ်ကုန်နော်အဲ့ဒါလိုပဲအဲ့ဒီနတ်နှစ်ဦးကမထိန်နိုင်မသိမ့်နိုင်ဖြစ်လာတော့ဒေါသတွေထွက်တဲ့အခါကျတော့ဘုခနဲ့ဆိုသူတို့ခန္ဓာကိုယ်ကြီးကဒေါသမီးလောင်ပြီးပျောက်သွားတည်သွားတာပဲမှာနတ်ဆိုတာတည်သွားရင်တခါတည်းမြင်းငိမ့်တယ်လို့ဘုခနဲ့ဆိုပျောက်သွားဟန်တော့ကြတယ်အတုပချစရာမရှိဘူးအဲ့တော့အဲ့လိုအဲ့ဒါကိုမနောပရောတိကနတ်လို့ခေါ်တယ်ကရစကာယကအလွန်သိမ်မွေ့ပြီးတော့ကမ္မစတေဆိုအလွန်အားကောင်းဒေါသရဲ့သူတို့ကရစကာယလို့ဆိုရယ်ရုပ်ခန္ဓာကိုယ်ကြီးဟာအလွန်သိမ်မွေ့သည့်အတွက်ကြောင့်ဒေါသမီးလောင်တာလည်းမခံနိုင်ဘူး
ခိတ္တပရောတိကဆိုတဲ့နတ်တွေကြတော့သူကအပျော်လွန်ပြီးတော့စားရမယ့်အချိန်ကိုလွန်သွားတဲ့အခါမှာမရဘူးသူတို့လည်းသိသွားကြတယ်ဟာဒီလိုဖြစ်တာအဲ့တော့တူလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်အဲ့ဒါမစ္စရိယလွှမ်းမိုးလာပြီဆိုလို့ရှိရင်ခုလိုအန္တရာယ်တွေဖြစ်လာတာပဲအဲ့တော့ရှင်ပြိုင်မှုတွေရဲ့ဈာမှာအိတ်တာပဲဖြစ်စေမစ္စရိယပဲဖြစ်စေဝင်လာပြီဆိုတာနဲ့တပြိုင်နက်လူသားတွေရဲ့နှလုံးထဲမှာငြိမ်းအေးမှုဘေးရန်ကင်းမှုဆိုတာတွေမရှိနိုင်တော့ဘူးတဲ့အကုန်လုံးဆုံးရှုံးသွားကြတယ်ဒါကြောင့်မို့လို့သူတို့ရဲ့ဆန္ဒကတော့ဘေးကင်းရန်กว่าအန္တရာယ်ကင်းနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာနေကြကြတယ်သို့တော်နေရသလားဆိုမနေရဘူးဘယ်သူကြောင့်မနေရတာတုံးဆိုဟောဒီအိတ်တာမစ္စရိယကချီနှောင်ထားလို့မနေရတာတဲ့မြတ်စွာဘုရားဒီလိုဖြေတာနော်ကဲမစ္စရိယကသူကကိုယ်စည်းစိမ်ဥစ္စာကိုရှုပ်ဝက်တယ်ဆိုတော့သူများကိုမပေးချင်တာသူများနဲ့မဆက်ဆံညံတာဒါကြောင့်မို့လို့သူ့ရဲ့ဆောင်ရွက်မှုကိစ္စကိုပြောတဲ့အခါကျတော့ပရိဟိတာဒရဏဘာဝအခမနရတဒီမခံနိုင်ဘူးသူများတွေနဲ့ပတ်သက်လာမှာကိုသိမခံနိုင်ဘူးကိုတယောက်တည်းပဲပိုင်ဆိုင်နေတယ်အများပိုင်လာမှာမပတ်သက်ချင်ဘူးသိမခံနိုင်တဲ့ကိစ္စရှိတယ်လို့ရတအနေနဲ့ဟောနောက်တစ်ခုကသူ့ရဲ့အသွင်တရံကဘယ်လိုမြင်ရတော့ဆိုလို့ရှိရင်သင်္ကောစနပစ္စုပ္ပထာနာကိုယ့်ရဲ့အောင်မြင်ကြော်ကြားမှုကိုအများနဲ့ share လုပ်လို့တဲ့စိတ်မရှိဘူးပြန်ပြီးတော့တွန့်ဆုတ်ထားတဲ့သဘောရှိပြန်ပြီးတော့ဆုတ်ယူထားတဲ့သဘောရှိမပြန်ဘူးစိတ်နှလုံးဟာကျေပြန့်မှုမရှိဘူးလို့ဒီလိုပြောတယ်နောက်တစ်ခုကဘာတော့ဆိုနောက်တစ်ခုကသူကသင်္ကောစနပစ္စုပ္ပထာသင်္ကောစနပစ္စုပ္ပထာနောက်တစ်ခုကကတုကင်စုကတာပစ္စုပ္ပထာကတုကင်စုကဆိုတာကတုကဆိုတာခါတယ်စတ်တယ်မကောင်းတဲ့အရာသာတစ်ခုကိုကတုကလို့ခေါ်တယ်စတ်တဲ့အရာသာတစ်ခုအင်စုကဆိုတာတွန့်ဆုတ်သွားတာဆိုပါစို့ကိုယ့်ရဲ့စည်းစိမ်ဥစ္စာကိုလိုချင်လို့တောင်းဆိုလာပြီဆိုရင်သူတွန့်ထွက်သွားဒီလိုဆိုလို့တယ်ပေါ့တွန့်သွားတယ်အလူကံပုဂ္ဂိုလ်မြင်ရင်လည်းတွန့်သွားတယ်အဲ့ဒါဘာကြောင့်လို့ဆိုရင်မစ္စရိယရဲ့သဘောလို့ဒီလိုပြောတာနော်မစ္စရိယရဲ့သဘောနောက်တနည်းအဓိပ္ပာယ်ဖွင့်ထားတာတော့ကတုကင်စုကတာဆိုမစ္စရိယအကြီးတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်လဲလို့ဆိုရင်သူများကိုပေးမယ်ကမ်းမယ်ဆိုလို့ရှိရင်ထမင်းထဲတာတောင်မှဒီဇွန်အပြည့်ဘယ်တော့မှမကော်ဘူးတဲ့သူကမစ္စရိယရှင်သူစိတ်ထဲမှာများကြီးနေတာပဲသူများပေးရမယ်ဆိုရင်သူများနေတာအမြဲတမ်းနော်အလူကံပုဂ္ဂိုလ်ပတ်စံလေးပေးမယ်ဆိုလို့ရှိရင်လည်းပဲကြည့်နှိုက်တယ်လိုက်ရှာတယ်အဲ့ဒါတကြက်တန်ရှာငါးကြက်တန်ဆိုများနေသေးတယ်နော်200တန်ဆိုများနေသေးတယ်ကြက်တန်ကိုလိုက်ရှာအဲ့ဒါမျိုးကဒါကတိကင်စုကတာလို့ခေါ်တယ်တွန့်သွားတဲ့သဘောလေးတွေကိုပြောတာနော်အဲ့ဒါတော့ share မလုပ်နိုင်တဲ့သဘောလို့အဲ့တော့မစ္စရိယလည်းပဲအရင်တော့ကလည်းဟောထားဘူးပါလေမစ္စရိယ5မျိုးရှိတယ်ဆိုတော့အစာအုပ်နဲ့ပတ်သက်ပြီးတော့ဝန်တိုတာရှိတယ်ဘုန်းကြီးတွေဆိုရင်တရားဓမ္မနဲ့ပတ်သက်ပြီးဝန်တိုတာရှိတယ်လူတွေဆိုလို့ရှိရင်ဆွေမျိုးသားချင်းမိတ်ဆွေသင်္ကားတွေနဲ့ပတ်သက်ပြီးဝန်တိုတာရှိတယ်နော်မစ္စရိယကုလမစ္စရိယလို့ခေါ်တယ်ရတဲ့လလဘာနဲ့ပတ်သက်ပြီးတော့ဝန်တိုတာရှိတယ်လဘမစ္စရိယဝဏမစ္စရိယချီးမွမ်းမှုတို့သို့မဟုတ်ကိုယ်ရည်အစဉ်လှပမှုနဲ့ပတ်သက်ပြီးတော့ဝန်တိုတာရှိတယ်ဓမ္မမစ္စရိယမိမိတဲ့ပညာရပ်ကိုသူတစ်ပါးကိုပေးဖို့နဲ့ပတ်သက်ပြီးတော့ဝန်တိုမှုရှိအဲ့ဒီနေရာမှာမှတ်စရာလေးတစ်ခုကတော့တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်သင်ယူထားတဲ့ပရိယတ္တိဓမ္မနဲ့ပတ်သက်ပြီးတော့ဝန်တိုတာတော့ဖြစ်နိုင်တယ်
ပฏิဝေရဓမ္မလို့ဆိုတဲ့ကိုသိတဲ့သောတာပတ္တိမဲ့သဂါရဂမိမဲ့အနာဂမိမဲ့ကိုသိတဲ့တရားဓမ္မထိုးရင်းသိတဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဝန်တိုမှုမဖြစ်ဘူးတဲ့ဒီအိဋ္ဌမစ္စရိယဆိုတာသောတာပန်ဖြစ်သွားရင်တော့လုံးဝကင်းသွားတယ်ပုရုဇဉ်တွေမှာတော့ရှိနေဦးမှာပဲနဲတာနဲ့များတာပဲကွာတော့အိဋ္ဌမစ္စရိယဟာဒေါသနဲ့ရှင်တွဲလာတာဖြစ်ပေမဲ့လို့သောတာပန်ဖြစ်သွားပြီဆိုရင်သောတာပတ္တိမဲ့နဲ့ဒီအိဋ္ဌမစ္စရိယဖယ်ရှားပြီးသားဖြစ်တယ်လို့အထသလိနိထက္ကရာမှာတော့ထက္ကရာတွေမှာဒီလိုဆိုထားတယ်အိဋ္ဌမစ္စရိယဟာသောတာပတ္တိမဲ့နဲ့ပယ်တယ်လို့ဒီလိုဆိုထားတယ်နော်အဲ့တော့သောတာပန်ပုဂ္ဂိုလ်မှာအိဋ္ဌမစ္စရိယမရှိဘူးအိဋ္ဌမစ္စရိယရှိနေသေးရင်သောတာပန်လက်မှတ်ရှိပေမဲ့လို့ဒါသောတာပန်မဖြစ်သေးဘူးလို့ပဲမှတ်နော်ဒါကြောင့်မလို့အိဋ္ဌမစ္စရိယဆိုတာတစ်ဖက်သားကိုအကောင်းမပြောနိုင်လို့ရှိရင်လည်းအိဋ္ဌမစ္စရိယပဲသူကအိဋ္ဌမစ္စရိယကြောင့်အကောင်းမပြောတာတကယ်မကောင်းလို့မကောင်းဘူးပြောတာကတစ်မျိုးနော်ကောင်းပြီဒီအိဋ္ဌနဲ့မစ္စရိယဆိုတဲ့ဒီတရားနှစ်ခုဟာလောကကြီးတစ်ခုလုံးကိုချုပ်ကင်လွှမ်းမိုးထားသည့်အတွက်ကြောင့်လောကသားတွေဟာဘေးကင်းရန်กว่าအန္တရာယ်ကင်းကင်းနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာမနေနိုင်ကြခြင်းဖြစ်တယ်လို့မြတ်စွာဘုရားကဒီလိုဖြေလိုက်တာဖြေတော့တရားမင်းကြီးကထပ်မေးတယ်ရှင်ဘုရားတဲ့အဲ့ဒီအိဋ္ဌမစ္စရိယကဘာကြောင့်ဖြစ်နေရတာတုံးလို့ခုနတော့ကပဋ္ဌထံဆိုတဲ့ထဲမှာဖြေထားတာပေးထားတာတစ်မျိုးတော့အခုတက္ကပညာတုတ်မှာဒီသောအကြောင်းဝေသောအကြောင်းဆိုတာရှိတယ်တရားမင်းကြီးကိုမြတ်စွာဘုရားအရှင်ဘုရားအိဋ္ဌမစ္စရိယဘာကြောင့်ဖြစ်တာတုံးအဲ့ဒါလို့မေးတဲ့အခါမြတ်စွာဘုရားကပိယနိဒာနံအိဋ္ဌမစ္စရိယအိဋ္ဌမစ္စရိယဟာချစ်ချင်းမုန်းခြင်းဆိုတာအပေါ်မှာအခြေခံပြီးတော့ဖြစ်တာချစ်ချင်းမုန်းခြင်းမရှိဘူးဆိုလို့ရှိရင်အိဋ္ဌမစ္စရိယဖြစ်ဖို့ရမရှိဘူးတဲ့အဲ့တော့ချစ်ချင်းမုန်းခြင်းဆိုတဲ့နေရာမှာသက်ရှိတတ္တဝါကိုချစ်တာသက်မဲ့ပစ္စည်းဥစ္စာကိုချစ်တာသက်ရှိတတ္တဝါကိုမုန်းတာသက်မဲ့ကိုမုန်းတာသက်ရှိကိုတတ္တလို့သုံးပြီးတော့သက်မဲ့ကြတော့သင်္ခါရလို့သုံးတယ်ဟောသက်ရှိသက်မဲ့တတ္တသင်္ခါရတတ္တသင်္ခါရတွေပေါ်မှာရေပုံရအဖြစ်ပြောမယ်ဆိုလို့ရှိရင်တတ္တဝါနဲ့သင်္ခါရတွေပေါ်မှာချစ်ခင်မှုအကြောင်းခံတဲ့အခါမှာမစ္စရိယဖြစ်တယ်ဒါကိုပစ္စည်းကိုနှမျောတယ်ကိုနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်ကိုကဟုတ်လားချစ်ခင်တယ်အဲ့ဒါလို့ဆိုပါတော့ကိုနဲ့ပတ်သက်တဲ့ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်တရားကိုသူများခေါ်ပြီးတော့ဟိုကခိုင်းတာခိုင်းမယ်ဆိုမကြိုက်တာပေါ့ဒါမျိုးပေါ့ကိုကားလေးကိုခဏပေးစမ်းပါလို့စီးတောင်းစီးသွားလို့ရှိရင်လည်းမပေးနိုင်တာတို့ဒါအကြောင်းမျိုးမျိုးတော့ရှိတာပေါ့နော်သို့တော့အဆိုးလို့တော့ပြောမလို့တော့မရဘူးပေါ့ကိုကားကိုကိုပေးချင်မှပေးပေါ့မပေးချင်တော့နေပေါ့သို့တော့ဒါသဘောကိုပြောတာနော်အိဋ္ဌမစ္စရိယသဘောလေးတွေရှိတယ်ဆိုတဲ့အကြောင်းပြောတာဆွလမ်းမှုရှိလို့ရှိရင်မပေးနိုင်ဘူးလူတွေကတချို့ကြတော့ကင်ကြည့်တာတောင်မကြိုက်တာရှိသေးတယ်လေကိုတောင်မကင်ရဘူးဆိုတာပြောသေးတယ်နော်ငါတောင်မိုးရက်လို့ထားတာမင်းပေးနိုင်မှာမလားဒီလိုဟာရှိသေးတာအဲ့တော့ပိယချစ်ခင်မှုမုန်းတိမှုဒီတစ်ခုဟာအိဋ္ဌမစ္စရိယကိုတိုးပွားစေတတ်တယ်မုန်းတိမှုသူတစ်ပါးကိုတစ်ဖက်သားကိုမုန်းမိဆိုလို့ရှိရင်သူဘလောက်တော်ဘလောက်တတ်အကောင်းမပြောနိုင်တော့နော်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဖြေလိုက်တာတော့သဘာဝတရားနဲ့အမတန်မှလောကလူသားတွေဖြစ်ပြနေတာနဲ့အမတန်မှကိုက်ညီတယ်ပေါ့ပိယနိဒာနအထက်ကရာဆရာကတော့ခွဲပြတယ်တတ္တဝါသင်္ခါရတွေပေါ်မှာချစ်ခင်မှုကိုအကြောင်းပြုပြီးတော့မစ္စရိယဖြစ်တာတတ္တဝါသင်္ခါရတွေပေါ်မှာမုန်းတိမှုကိုအကြောင်းပြုပြီးတော့အိဋ္ဌဖြစ်တာနောက်တစ်ခုချစ်ခင်မှုမုန်းတိမှုနှမျိုးစလုံးကအိဋ္ဌမစ္စရိယနှမျိုးလုံးကိုဖြစ်စေတယ်ဟုတ်တာပေါ့အာယုံပြောမယ်ဆိုလို့ရှိရင်မုန်းတာကတစ်ဖက်ချစ်တာကတစ်ဖက်လေ
ဒီတယောက်ကိုချစ်ရင်ဟိုတယောက်မုန်းတာပဲလေရှင်ပြိုင်းလာတယ်ဆိုဒီပစ္စည်းချစ်ရင်ဟိုပစ္စည်းမုန်းမှာပဲအဲ့တော့ချစ်ခင်မှုမုန်းတိမှုဆိုတဲ့သဘာဝတရားရှင်တွဲပြီးတော့လာရတာဖြစ်သောကြောင့်နှမျိုးစလုံးကပဲဖြစ်တယ်လို့ပဲဒီလိုပြောရမှာပဲအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဖြေတာအိတ္တမစ္စရိယဟာတဲ့ပိယနိဒာနချစ်ချင်းမုန်းခြင်းပေါ်မှာအကြောင်းခံပြီးတော့ဖြစ်တာတဲ့ဘာဖြစ်လို့လဲဆိုရင်ချစ်ချင်းမုန်းခြင်းစိတ်ထဲမှာချစ်ချင်းမုန်းခြင်းဆိုတာနှမျိုးရှိနေရင်အိတ္တမစ္စရိယရှိနေမှာပဲဒီလိုဆိုလိုတာနော်အဲ့တော့ဣဒ္ဓမစ္စရိယဆိုတာဒေါသနဲ့ရှင်တွဲလာပြီမဲ့လို့သူကရှေ့ပိုင်းအခြေခံတာကြတော့လောဘပါသေးတယ်လေသူဖြစ်တဲ့အခိုက်လေးမှာသာသူကဒေါသနဲ့ရှင်တာကိုရှေ့ပိုင်းမှာတခြားစိတ်တွေနဲ့ဆိုရင်တော့သူတို့မဖြစ်ခင်ရှေ့ပိုင်းမှာဖြစ်နေတာကြတော့လောဘကိုအကြောင်းပြုတာလည်းဖြစ်နိုင်တယ်ဒေါသလောဘကိုအကြောင်းပြုတာလည်းဖြစ်နိုင်ပေါ့ဒါကြောင့်မို့ပိယနိဒာနာလို့မြတ်စွာဘုရားဒီလိုဖြေတာအဲ့ဒီမှာတရားမင်းကြီးကဆက်မေးတယ်အရှင်ဘုရားတဲ့ချစ်ချင်းမုန်းခြင်းဆိုတာတော့ဘာကြောင့်ဖြစ်တာတုံးဆိုချစ်ချင်းမုန်းခြင်းဆိုတာချစ်ချင်းမုန်းခြင်းနဲ့ဆန္ဒကြောင့်ဖြစ်တာပေါ့တဲ့ဒါဟုတ်ကဲ့လားမြတ်စွာဘုရားဖြေတာကိုယ့်ကိုစဉ်းစားကြည့်ပေါ့ဆန္ဒဆိုတာဒီဆန္ဒဆိုတဲ့သဘောတရားဟာပြုလုပ်ခြင်းမှုဆိုတဲ့သဘောတရားကိုပြောတာနော်တခါတရံကျတော့ဆန္ဒကတဏှာကိုရည်ညွှန်းတာလည်းပြောတယ်တခါတရံကျတော့ဒေါသကိုလည်းဆန္ဒလို့ရည်ညွှန်းတယ်ကုသိုလ်ကိုလည်းဆန္ဒလို့ရည်ညွှန်းတာရှိတယ်ဒါကြောင့်မို့လို့ဒေါသကိုရည်ညွှန်းတဲ့အခါကျတော့ပဋိက္ခဆန္ဒလို့သုံးတယ်လောဘကိုရည်ညွှန်းတဲ့အခါကျတော့ကာမိဆန္ဒတို့ဘာလို့သုံးတာပေါ့ကုသိုလ်ကိုရည်ညွှန်းတဲ့ဆန္ဒမျိုးကြတော့ကုသလိဆန္ဒလို့ဒီလိုသုံးတာပေါ့အဲ့တော့ဆန္ဒဆိုတာလေအဘိဓမ္မာသဘောတရားအရပြောမယ်ဆိုလို့ရှိရင်လောဘနဲ့လည်းရှင်ဖြစ်တာပဲဒေါသနဲ့လည်းရှင်ဖြစ်တာပဲကုသိုလ်စိတ်တွေနဲ့လည်းရှင်ဖြစ်တာပဲလေဒါကြောင့်မလို့ဆန္ဒဆိုတာလိုချင်မှုဒီနေရာမှာတော့တဏှာနဲ့တွဲလာတဲ့ဆန္ဒတနည်းအားဖြင့်မစ္စရိယတို့အိတ်တာတို့ပဲဆွန်းလာတဲ့အခါကျတော့ဒေါသနဲ့တွဲလာတဲ့ဆန္ဒပေါ့ထက္ကရာမှာတော့ဆန္ဒကိုသူက၅မျိုးခွဲပြထားတယ်ရှားပွေလိုတဲ့ဆန္ဒဒါကတစ်ခုရှားပွေလိုတဲ့ဆန္ဒရလာရခြင်းတဲ့ဆန္ဒရပြီးတော့သိမ့်ပိုက်ထားခြင်းတဲ့ဆန္ဒအသုံးပြုခြင်းတဲ့ဆန္ဒသိမ့်ထားခြင်းတဲ့ဆန္ဒဆိုရယ်စွန့်ပစ်ခြင်းတဲ့ဆန္ဒပါအလုံးဆန္ဒ၅မျိုးရှားပွေတာရယ်ရတာရယ်နော်သုံးတာရယ်သိမ့်တာရယ်အဲ့ဒါလို့ဆန္ဒတွေအခုလို့လူတွေဟာအာယုန်နဲ့ပတ်သက်လာတဲ့အခါကျတော့ရှားပွေလိုတဲ့ဆန္ဒရှိတယ်ရလာလို့ရှိရင်သုံးလိုတဲ့ဆန္ဒရှိတယ်အသုံးပြုလိုတဲ့ဆန္ဒရှိတယ်သိမ့်ထားလိုတဲ့ဆန္ဒရှိတယ်ဒီလိုအဲ့ဒါလို့ဆန္ဒတွေအကြောင်းခံပြီးတော့တဲ့ဒီချစ်ချင်းမုန်းခြင်းဆိုတာဒီလိုဖြစ်လာတာပါဒါဖြင့်အဲ့ဒီဆန္ဒကတော့အကြောင်းမဲ့ဖြစ်သလားဗျာတဲ့ဘာကြောင့်ဖြစ်တာတော့ဆိုဆန္ဒဆိုတာကြတော့ဝိတက်ကနိဒာနံအတွေးကြောင့်ဖြစ်တာလို့ဒီလိုပြောတယ်အတွေးဆိုတာဝိနိစ္စယဝိတက်ကထွက်ရလာပြီဆိုရင်သူကဘာလေးပဲရလာတဲ့အခါကျတော့ဒီပေါ်မှာတွေးတော့တာပဲလေဘာလုပ်မယ်ညာလုပ်မယ်ဆိုတော့စီမံကိန်းတွေချတော့တာပဲဆုံးဖြတ်ချက်တွေချလာဘံပဋိစ္စဝိနိစ္စယောဆိုတာရလာပြီးတဲ့အခါမှာဆုံးဖြတ်ချက်ချအဲ့ဒီဆုံးဖြတ်ချက်ချတာပဲဒီနေရာမှာအတွေးလို့ပြောတာဝိတက်ကအဲ့တော့အတွေးတွေကိုအကြောင်းပြုပြီးတော့ဒီဆန္ဒတွေဖြစ်လာဟုတ်တယ်လေတွေးတာဟုတ်တွေးတော့လိုချင်လာတာပေါ့နော်လိုချင်လာတဲ့အပေါ်မှာရလာတဲ့အခါမှာချစ်ချင်းမုန်းခြင်းဆိုတာဖြစ်လာတာပေါ့အဲ့ဒီနောက်မှာအိဒ္ဓမစ္စရိယဖြစ်တာပေါ့ဒီလိုလာတာဟုတ်တဘာဝတရားတွေအဲ့တိုင်းပဲအဲ့တော့ဝိတက်ဆိုတဲ့တွေးတောမှုတွေးတောကြံစီမှုဟာတော့ဘာကြောင့်ဖြစ်တာလဲလို့
ဆိုတဲ့အခါမြတ်စွာဘုရားကဘာဖြေတော့ဆိုပပ္ပင်စတင်ညာသင်္ခါနိဓာနောပပ္ပင်စတင်ညာသင်္ခါနိဓာနောလို့မြတ်စွာဘုရားဖြေလိုက်တာအတွေးဆိုတာထင်မြင်ယူဆချက်တွေကြောင့်ဖြစ်တာတဲ့ထင်မြင်ယူဆချက်ဆိုတာပပ္ပင်စတရား၃မျိုးနဲ့ထင်မြင်ယူဆအလုံးကြားမှုကြတဲ့အတိုင်းပဲပပ္ပင်စဆိုတာတဏှာကိုချက်ထွင်တတ်တဲ့တရားဒုက္ခတွေကိုကျေပြောစေတတ်တဲ့တရားဘာတွေလဲဆိုရင်တဏှာရဲ့မာနရဲ့ဒိဋ္ဌိရဲ့တဏှာရဲ့အတွေးကဘာလို့ဆိုရင်ဧတံမမငါဟာလို့တွေးတယ်မာနရဲ့အတွေးကဧသောဟမတ္တမိငါဆိုတာကိုတွေးတယ်ဒိဋ္ဌိရဲ့အတွေးကဧသောမေအတ္တငါရဲ့ထာဝရတည်မြဲတဲ့အရာငါလုပ်ချင်တဲ့အတိုင်းဖြစ်တယ်ဆိုတဲ့အတွေးဟောအဲ့ဒီအတွေး၃မျိုးတဏမာနဒိဋ္ဌိဆိုတဲ့ဒီတရား၃မျိုးဟာတဏှာကြီးကိုချက်ထွင်စေတယ်သို့မဟုတ်ဒုက္ခတွေကိုကျေပြောစေတယ်အဲ့ဒီဒုက္ခတွေကိုကျေဝန်းသွားစေတတ်တော့သူ့ကိုပပ္ပင်စလို့ခေါ်တယ်အဲ့ဒီပပ္ပင်စနဲ့တွဲလာတဲ့အထင်အမြင်ကိုပပ္ပင်စတင်ညာလို့ဒီလိုပြောတာအဲ့ဒီပပ္ပင်စတင်ညာဆိုတာအစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက်ကြောင့်ပပ္ပင်စတင်ညာသင်္ခါလို့ဒီလိုဆိုလို့ရပေါ့နော်ပပ္ပင်စတင်ညာသင်္ခါလို့ဒီလိုဆိုလို့တယ်အဲ့ဒီအတွေးဆိုတာဟာတဲ့အတွေးဆိုတာဟာပပ္ပင်စနဲ့ရှင်တွဲလာတဲ့အထင်အမြင်ဆိုတဲ့အစိတ်အပိုင်းကြောင့်ဖြစ်ပေါ်လာတာပါလို့လောကလူတွေတွေးတယ်ဆိုတာခုနတဏှာနဲ့ပတ်သက်တဲ့အတွေးမျိုးတွေမာနနဲ့ပတ်သက်တဲ့အတွေးတွေဒီအတွေးတွေပဲတွေးမှာပဲလေလူတွေဟာအများစုတတ္တဝါတွေကိုကြည့်လိုက်မယ်ဆိုရင်တဏှာနဲ့တွေးတဲ့အတွေးတွေမာနနဲ့ပတ်သက်တဲ့အတွေးတွေဒိဋ္ဌိနဲ့ပတ်သက်တဲ့အတွေးတွေအဲ့ဒီအတွေးတွေပဲတွေးပြီးတော့နေကြတာဟုတ်အဲ့တော့ဒီနေရာမှာတော့ပိယနဲ့ပတ်သက်လာသည့်အတွက်ကြောင့်အထက်ကရာဆရာကသူကပပ္ပင်စတရား၃မျိုးလုံးကိုမရည်ညွှန်းမဲ့နဲ့တဏှာပပ္ပင်စတစ်မျိုးတည်းကိုပဲရည်ညွှန်းထားတယ်ငါဟာဆိုတဲ့ဒီအတွေးကလွှမ်းမိုးထားတယ်ပေါ့ဟုတ်တယ်မစ္စရိယတရားနဲ့ပတ်သက်လာလို့ရှိရင်ငါဟာဆိုတဲ့အခြေအနေကလွှမ်းမိုးနေတာဟုတ်ဒါကြောင့်မို့လို့အဲ့ဒီပပ္ပင်စနဲ့ပတ်သက်လာတဲ့အထင်အမြင်အတွေးတွေဟာကြံစီမှုဆိုတဲ့တွေးတောအတုထင်မြင်မှုဟာတွေးတောမှုကိုဖြစ်ပေါ်စေတတ်တယ်အဲ့ဒီတွေးတောမှုကရလို့တဲ့ဆန္ဒကိုဖြစ်စေတတ်တယ်အဲ့ဒီဆန္ဒကြောင့်ရလာတဲ့အခါချစ်ချင်းမုန်းချင်းဆိုတာဖြစ်တယ်ချစ်ချင်းမုန်းချင်းရှိလာတဲ့အခါမှာခုနကတော့မနာလိုတယ်ဝန်တိုတယ်ဆိုတဲ့အိဒါမစ္စရိယတွေဖြစ်လာတယ်လို့တဘာဝတရားတွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့နေတဲ့အသွင်တရံကိုမြတ်စွာဘုရားသခင်ကိုရမြတ်ကတရားမင်းကြီးကိုရှင်းပြနေတဲ့စကားပေါ့အဲ့ဒီအချိန်မှာတရားမင်းကြီးကအရှင်ဘုရားတဲ့အဲ့ဒီပပ္ပင်စဆိုတဲ့အထင်အမြင်တွေဒါတွေပျောက်သွားအောင်ကျင့်နိုင်တဲ့အကျင့်တရားပျောက်သွားစေတတ်တဲ့အကျင့်တရားရောဘယ်လိုလုပ်ပြီးတော့ကျင့်ရအကျင့်တရားရောရှိပါသလားလို့အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကတရားမင်းကြီးကိုဝေဒနာကမ္မထံကိုခေါ်တယ်ဝေဒနာကမ္မထံလို့ဆိုတာအလုံးကြားဖို့ကြတယ်ဘုန်းကြီးတို့လည်းဝေဒနာနုပဒနာကိုအကျယ်ဟောထားတာရှိတယ်နော်ဒီမှာတော့အကျယ်မပြောတော့ဘူးမြတ်စွာဘုရားဟောတဲ့လောက်လေးကိုပဲရှင်းပြီးတော့ပြောမယ်တရားမင်းကြီးကတော့နားလည်သွားတယ်ပေါ့ပိဋကကနားမလည်သေးလို့ရှိရင်ဝေဒနာနုပဒနာတရားကိုနာကြည့်ရမယ်ပေါ့ဝေဒနာကမ္မထံကိုမြတ်စွာဘုရားဒီမှာဟောပုံလေးကတော့သောမနတရဲ့ဒေါမနတရဲ့ဥပိ္ပခာရဲ့လို့ဝေဒနာ၃မျိုးရှိတယ်တဲ့ဒီနေရာမှာဟောပုံကနော်သောမနတဆိုတာဝမ်းသာတာဒေါမနတဆိုတာဝမ်းနေတာဥပိ္ပခာဆိုတာဝမ်းတယ်ဝမ်းနေမရှိတဲ့လိလိရှုနိုင်တဲ့အနေအထားမျိုးအဲ့ဒီဝေဒနာ၃မျိုးလုံးကိုမြတ်စွာဘုရားကသောမနတကိုမှီဝဲရမယ်သောမနတမမှီဝဲရမယ်သောမနတ
ဒေါမနတဟာလည်းပဲမှီဝဲရမယ်ဒေါမနတမမှီဝဲရမယ်ဒေါမနတဥပိ္ပခာလည်းပဲမှီဝဲရမယ်ဥပိ္ပခာမမှီဝဲရမယ်မှီဝဲတယ်ဆိုတာလက်ခံပြောတာနော်လက်ခံဝမ်းသာရင်ဝမ်းသာတိုင်းလက်ခံရမှာမဟုတ်ဘူးဝမ်းသာမှုကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေဖြစ်မယ်ဆိုရင်လက်ခံအကုသိုလ်တွေဖြစ်ရင်လက်မခံနဲ့ပေါ့ဒီလိုဆိုလိုတာရှုထောင့်ကကုသိုလ်အကုသိုလ်ကုသိုလ်တွေဖြစ်မယ်ဆိုရင်အဲ့ဒီဝမ်းသာမှုကကောင်းတယ်ဝမ်းသာပြီးတော့အကုသိုလ်တွေဖြစ်မယ်ဆိုရင်အဲ့ဒီဝမ်းသာမှုကမကောင်းဘူးမြတ်စွာဘုရားလို့ဟောဝမ်းနေတာလည်းပဲတူတူပဲဝမ်းနေတာဆိုတော့အကုသိုလ်တော့အကုသိုလ်ပဲသို့သောဝမ်းနေမှုကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေဖြစ်မယ်ဆိုရင်အဲ့ဒီဝမ်းနေမှုကကောင်းတယ်ဝမ်းနေမှုကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေပွားမယ်ဆိုရင်အဲ့ဒီဝမ်းနေမှုကိုလက်မခံနဲ့လို့ပြောတာသေဝိတ္တပအသေဝိတ္တပဥပိ္ပခာလည်းပဲထို့တူပဲလျှို့ရှုတယ်ခံစားမှုတည်ငြိမ်တယ်ဆိုတဲ့နေရာမှာလည်းပဲကုသိုလ်ဖြစ်တဲ့ခံစားမှုတည်ငြိမ်မှုအကုသိုလ်ဖြစ်တဲ့ခံစားမှုတည်ငြိမ်မှုဒီလိုနှစ်မျိုးရှိအကုသိုလ်ဖြစ်ရင်လက်မခံနဲ့ကုသိုလ်ဖြစ်မှလက်ခံလို့တရားမင်းကြီးကိုအဲ့ဒါလိုပဲအဲ့ဒါလောက်ပဲဟောလိုက်တယ်အဲ့ဒါလိုခွဲပြီးတော့ဟောလိုက်တော့ဝေဒနာကမ္မဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့တရားမင်းကြီးကနားလဲသွားတယ်ဆိုလိုတာကတော့သောမနတကိုအကြောင်းပြုပြီးတော့ကုသိုလ်သာဖြစ်ပါစေအကုသိုလ်မဖြစ်စေနဲ့ဒေါမနတကိုအကြောင်းပြုပြီးကုသိုလ်သာဖြစ်ပါစေအကုသိုလ်မဖြစ်စေနဲ့ဥပိ္ပခဝေဒနာကိုအကြောင်းပြုပြီးကုသိုလ်သာဖြစ်ပါစေအကုသိုလ်မဖြစ်စေနဲ့လို့ခံစားချက်ကိုမြတ်စွာဘုရားကတရားမင်းကြီးကိုဝေဒနာကမ္မဋ္ဌာန်းကိုဟောတာတဲ့ဘာဖြစ်လို့တရားမင်းကြီးကိုဝေဒနာကမ္မဋ္ဌာန်းဟောတော့ဆိုမြတ်စွာဘုရားတရားဟောတဲ့အခါမှာကမ္မဋ္ဌာန်းက2မျိုးပဲရှိတယ်ဘာလဲဆိုရင်ရူပကမ္မဋ္ဌာန်းနဲ့အရူပကမ္မဋ္ဌာန်းရူပကမ္မဋ္ဌာန်းဆိုတာရုပ်ကမ္မဋ္ဌာန်းအရူပကမ္မဋ္ဌာန်းဆိုတာနာမ်ကမ္မဋ္ဌာန်းအဲ့တော့ယုံနဲ့နာမ်ဒီ2မျိုးပဲရှုစရာရှိတယ်တရားမင်းကြီးကဒီယုံနဲ့ပတ်သက်ပြီးတော့ဒီတချို့ပုဂ္ဂိုလ်တွေကယုံနဲ့ပတ်သက်ပြီးတော့ပြောရင်နားလဲတဲ့ပုဂ္ဂိုလ်ရူပကမ္မဋ္ဌာန်းကိုဟောတယ်နန္တရားနဲ့ပတ်သက်ပြီးပြောလို့နားလဲတဲ့ပုဂ္ဂိုလ်ကိုနာမ်ကမ္မဋ္ဌာန်းကိုဟောတယ်အဲ့တော့နတ်တွေကနန္တရားဆိုလို့ရှိရင်ပို့ပြီးတော့သူတို့မှနားလည်မှုရှိတယ်ပေါ့နားလည်မှုရှိသည့်အတွက်ကြောင့်နာမ်ကမ္မဋ္ဌာန်းကိုဟောတယ်ပေါ့သို့တော်လည်းနာမ်ကမ္မဋ္ဌာန်းဟောတယ်ဆိုတာနာမ်ကြီးတက်တက်တော့မဟုတ်ဘူးတဲ့ဘာဖြစ်လို့တုံးဆိုလို့ရှိရင်ဝမ်းသာတယ်ဆိုတာအာယုမရှိဘဲဝမ်းသာလို့ရမလားအေးဝမ်းသာတယ်ဆိုတာနှလုံးသားပေါ်မှာဖြစ်တဲ့အရာဖြစ်သည့်အတွက်ကြောင့်ဆိုပါစို့ဟရိယဝတ္ထုမှာရှင်ပြီးတော့ဖြစ်တဲ့မိပြီးတော့ဖြစ်တာဖြစ်သောကြောင့်ဝမ်းသာမှုရဲ့မိယာဟာယုတ်တရားဖြစ်နေတယ်ပေါ့အဲ့တော့အထက်ကရာဆရာကြီးကဆိုထားတာတော့မြတ်စွာဘုရားကတရားမင်းကြီးကိုတဲ့အာယုမိယာဝတ္ထုအနေနဲ့ယုတ်ကမ္မထံကိုဟောပါတယ်တဲ့ဒါပေမဲ့မှတ်တမ်းတင်မထားပါဘူးတဲ့ဒါကိုမှတ်တမ်းတင်မထားဘူးတဲ့သိတာလို့မှတ်တမ်းတင်မထားဘူးတဲ့နှလုံးသားထဲမှာဝမ်းသာတာဆိုတာလဲနှလုံးသားကိုမှီပြီးတော့ဖြစ်တယ်ဝမ်းနေတာဆိုတာလဲနှလုံးသားကိုမှီပြီးတော့ဖြစ်တယ်အဲ့တော့ဝမ်းသာဝမ်းနေဆိုတာနှလုံးသားကိုမှီဖြစ်တော့နှလုံးသားဆိုတဲ့အခြေခံရုပ်ကိုပြောပြီးသားဖြစ်တယ်ပေါ့အာယုန်နေနဲ့လည်းပဲကြည့်မယ်ဆိုရင်တော့ရုပ်ကိုအာယုန်ပြုတာတွေရူပယုံတရံကဏရတံဖုဒ္ဓဘာယုံဆိုတာတွေအာယုန်ပြုပြီးတော့ဝမ်းသာဝမ်းနေဖြစ်မယ်ဆိုရင်ဒီလိုဝမ်းသာဝမ်းနေအာယုန်နဲ့ပတ်သက်ပြီးတော့လည်းပဲဒီရုပ်ကိုဟောပြီးသားဖြစ်တယ်အဲ့တော့နာမ်ကမ္မထံကိုဟောတဲ့အခါမှာမြတ်စွာဘုရားကဝေဒနာကိုဥတည်ပြီးဟောတာရှိတယ်ဖတ်တာကိုဥတည်ပြီးတော့ဟောတာရှိတယ်ဝိညာဉ်ကိုဥတည်ပြီးတော့ဟောတာရှိတယ်အဲ့ဒီ၃မျိုးကိုအဓိကထားပြီးတော့ဟောတယ်တဲ့ဟောတယ်ဆိုပေမဲ့ဝေဒနာအကြောင်းပြောရင်လည်းပဲဖတ်တာတို့ဝိညာဉ်တို့ပါရတယ်ဖတ်တာအကြောင်းပြောရင်လည်းဝေဒနာပါတာပဲဝိညာဉ်ပါတာပဲဝိညာဉ်အကြောင်းပြောလို့ရှိရင်လည်းဖတ်တာတို့ဝေဒနာတို့ပါတာပဲဒါတွေကခင်းလို့မရဘူးလို့ဆိုတယ်နော်တဏှာငင်တစင်ပါဆိုတဲ့အနေနဲ့ဒီဝေဒနာလို့ဆိုတာစိတ်ထဲမှာဖြစ်တာဆိုတော့စိတ်မပါဘဲနဲ့ဝေဒနာဆိုတာဖြစ်နိုင်မှာမဖြစ်နိုင်တဲ့အတွက်ကြောင့်ဝိညာဏကိုလည်းပြောပြီးသားဖြစ်နေတာပေါ့အဲ့တော့စိတ်နဲ့အာယုန်နဲ့ဆက်သွယ်တယ်ဆိုတာမရှိဘဲနဲ့ဝေဒနာဆိုတဲ့ experience ဖြစ်ပါမလားမဖြစ်တဲ့အတွက်ကြောင့်ဆက်သွယ်မှုဆိုတဲ့ဖတ်တာအကြောင်းလည်းပြောပြီးသားဖြစ်သွားတယ်ပေါ့အာယုပေါ်မှာလှုပ်ဆော်တယ်ဆိုတဲ့စေတနာအကြောင်းလည်းပြောပြီးသားဖြစ်နေတယ်ပေါ့ဒါကြောင့်မို့တရားမင်းကြီးကိုမြတ်စွာဘုရားကဒါကိုဟောတယ်ဒါဖြင့်ဒီနေရာမှာအချင်းချုပ်မှတ်စရာကဘာလဲလို့ဆိုရင်
လက်ခံရမယ်သောမနတဆိုတာဘာလဲဆိုတဲ့အခါရူပယုံတတ္တယုံကဏ္ဍယုံရတ္တယုံဖုဒ္ဓဘာယုံဆိုတဲ့အာယုန်တွေနဲ့ကြုံတွေ့ပြီးတော့အဲ့ဒီအာယုန်တွေပေါ်မှာအနိစ္စဒုက္ခအနတ္တလို့ရှုလိုက်တဲ့အခါမှာကမ္မထာနဲ့စိတ်နဲ့အာယုန်နဲ့တွေ့လို့ယောဂီပုဂ္ဂိုလ်တွေမှာတခါတရံကြလို့ရှိရင်ကမ္မထာတွေဟာတမာရီတွေကောင်းပြီးတော့ပညာဉာဏ်တွေတက်လာတဲ့အခါမှာမှတ်လို့ကောင်းရှုလို့ကောင်းတဲ့အခါမှာဝမ်းသာစိတ်တွေမပေါ်ဘူးလားအဲ့ဒီဝမ်းသာမှုနိက္ခမ္မသောမနတလို့ခေါ်တယ်ဝိပဿနာနဲ့ရှင်တွဲပြီးတော့လာတဲ့ဝမ်းသာမှုမျိုးကြတော့လက်ခံပါတဲ့လက်ခံမှရှေ့ကိုသွားလို့ရမှာပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့ကာမဂုဏ်အာယုန်တွေနဲ့ပျော်လို့ဥပမာပဲနော်သချင်းကောင်းကောင်းလေးနာလို့ဇက်ကောင်းကောင်းကောင်းလေးကြည့်ပြီးတော့ဝမ်းသာတဲ့ဝမ်းသာမှုမျိုးကြတော့အကုသိုလ်ပဲဖြစ်တာပေါ့အဲ့ဒါမျိုးကြတော့လက်မခံနဲ့လို့ပြောတာဝမ်းနည်းမှုဆိုတာလည်းပဲဝမ်းနည်းမှုကိုအခြေခံပြီးတော့နော်အနိစ္စဒုက္ခအနတ္တရှုတဲ့အခါမှာတရားကရှုလို့မရဘူးရခြင်းနဲ့သူများတွေတရားရသလိုရခြင်းနဲ့စိတ်ထဲမှာမကြေမနပ်ဖြစ်တယ်ရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်တွေဖြစ်တယ်အဲ့ဒီတရားမရလို့စိတ်ထဲမှာမကြေမနပ်ဖြစ်ပြီးတော့ငိုတာအဲ့ဒီဒေါမနတကြတော့ကောင်းတဲ့ဘက်ကိုဥတည်တာဖြစ်သောကြောင့်လက်ခံရမယ်ဒေါမနတပဲခုခေတ်တော့တရားမရလို့ငိုတယ်ဆိုတဲ့ပုဂ္ဂိုလ်ရှိလားမရှိလားတော့မသိဘူးဒီဟိုကျောင်းမှာတော့တရားမရလို့ငိုတယ်ဆိုတဲ့ဝိထုဇာလံတစ်ခုအဲ့ဒီမှာတက္ကပညာတုတ်မှာဖွင့်ထားတယ်မဟာတိဝမထေကြီးဆိုတာအဗ္ဗဓမ္မစတတ်တဲ့ဆရာတော်ကြီးတစ်ပါးပဲခိုင်းပေါင်း18ခိုင်းဒီဟိုကျောင်းမှာရှိတဲ့တန်ဃာတွေအများစုစာသင်ပေးတာသူ့တပည့်တွေကသူ့စီကစာသင်ပြီးတော့ကမ္မထာယူပြီးတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေရဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကြီးပဲ3000ရှိတဲ့အဲ့ဒီလိုသာဆရာကြီးလှုပ်နေတာနော်သူတရားထုတရားမြတ်ရသလားဆိုမရဘူးမရတာကိုသူ့တပည့်တစ်ပါးကရဟန္တာဖြစ်သွားတဲ့တပည့်တစ်ပါးကသူ့ကိုလာပြီးတော့တတိပေးဖို့လာတယ်ပေးတဲ့အခါကျတော့အရှင်ဘုရားတဲ့တပည့်တော်အနုမောဒနာတရားလေးတစ်ပုဒ်အရှင်ဘုရားစီကိုသင်ញင်လို့ပါတဲ့အရှင်ဘုရားစီကသင်ញင်လို့ဆိုအချိန်မရှိဘူးတဲ့သူမှာဒါဖြင့်အရှင်ဘုရားမနဲ့မျက်နှာတစ်တဲ့အချိန်လေးရောသင်လို့မရအောင်လားအဲ့ဒီမှာဒီပြင်ပုဂ္ဂိုလ်တွေသင်တယ်ပေါ့သွားတိုက်နေတဲ့အချိန်လေးရောသင်လို့မရအောင်လားဒီပြင်ပုဂ္ဂိုလ်တွေသင်နေတယ်အဲ့ဒီမှာသင်တဲ့ပုဂ္ဂိုလ်ရှိတယ်ပေါ့ဒါဖြင့်အရှင်ဘုရားရေလေးဖုံးမွေးနေတဲ့အချိန်ရောဆိုအဲ့ဒါလည်းဒီပြင်လူတွေသင်တယ်သင်္ကန်းယုံနေတဲ့အချိန်လေးရောဆိုဒါလည်းသူများသင်နေတယ်ဆိုပြောလိုက်တာဘယ်အချိန်ထိအောင်ညအိယာဝင်သည့်အထိသူများသင်နေတာဆိုသူကဟိုကိုယ်တော်ကမရဘူးမရတဲ့အခါကျတော့အရှင်ဘုရားတဲ့24နာရီအရှင်ဘုရားကမအားပါလားတဲ့အရှင်ဘုရားသေဖို့များအားပါအောင်မလားမသိဘူးတဲ့အဲ့ဒါလောက်အရှင်ဘုရားအလုံးရှုပ်ရင်တော့တပည့်တော်အရှင်ဘုရားစီကမသင်တော့ပါဘူးတဲ့မသင်တော့ပါဘူးအရှင်ဘုရားတေချိန်လေးများရှိပါအောင်မလားလို့ပြောပြီးတော့အဲ့ဒီကိုယ်တော်ကအမှန်တော့တတိပေးခြင်းလို့လာတာလေယဟန်ဆိုတာတဲ့ကိုသိတဲ့တရားလေးကိုနှလုံးသွင်းပြီးတော့တရားထုတ်တဲ့နဲ့ပေါ့ရှင်ဘုရားအခုချိန်ဆိုလို့ရှိရင်တော့သူများရဲ့မိခိုရာကြီးတော့ဖြစ်ပါရဲ့ကိုယ့်အတွက်တော့ဘာမှမိခိုရာမရှိဘူးလို့ပြောပြီးတော့အဲ့ဒီကိုယ်တော်ကကောင်းကင်ပြန်တက်သွားတယ်သူရှိအဲ့ဒီမှာထိတ်လန့်တုန်လှုပ်သွားတယ်တုန်လှုပ်သွားတာနဲ့နောက်တည့်မနဲ့သူစီစာလားတင်တဲ့ကိုတော့အထွက်သူနဲ့ရောပြီးလိုက်သွားတယ်ဘယ်သူမှမသိလိုက်ဘူးသူစာတင်လို့စောင့်နေတဲ့ပုဂ္ဂိုလ်တွေကတန်းနေတာနဲတာမဟုတ်အဲ့ဒါကျော်လဲတိတဲ့ပုဂ္ဂိုလ်ကလည်းခဏသွားတယ်လို့ထင်တာဘယ်ဟုတ်မလဲတော်တဲ့ထွက်ပြီးတော့သူကိုယ်သူလည်းထင်တယ်ငါတရက်နဲ့အာထုတ်ရင်ရဟန္တာဖြစ်မယ်တရက်နဲ့အတွင်းပြန်လာမယ်လို့ထင်တယ်ဘယ်လောက်ကြာသွားတော့ဆိုအနှစ်30ကြာသွားနော်10ရက်စခန်းလေးဝင်ပြီးသောတာပန်မဖြစ်ချင်တဲ့အဲ့ဒီမှာအနှစ်30ကြာတဲ့အဲ့တော့အနှစ်30ကြာတဲ့အခါမှာသူ့စိတ်ထဲမှာဘာတွေဖြစ်တုံဆိုဒီတစ်ခါဝါကျွတ်ရင်တော့ငါယဟန္တာဖြစ်ဒီတစ်ခါဝါကျွတ်ရင်တော့ငါယဟန္တာဖြစ်ပြီဆိုပြီးတော့ယဟန္တာဖြစ်ဖို့ဝိသုဒ္ဓိပဝါရဏစင်ကြယ်တဲ့ပုဂ္ဂိုလ်အနေနဲ့ပဝါရဏပြုခြင်းပဝါရဏပြုခြင်းလို့ကြိုးစားလိုက်တာဝါကျွတ်သွားပြန်ပြီဘာတရားမှမရလိုက်ဘူးငိုတယ်အဲ့ကြတော့မျက်ရည်တွေကျနောက်ဆုံး29နှစ်မျက်ရည်ကျနှစ်တိုင်းကျရတယ်
သူ့ရဲ့ဒေါမနတလို့ဟာမျိုးကတော့အကောင်းဘက်ကိုသွားတာမို့အဲ့ဒီဒေါမနတမျိုးကိုတော့မြှွယ်ရမယ်လို့ဆိုတာနော်တရားမရလို့ငိုတာအဲ့တော့တရက်တော့ဝါလဲကြွတ်သွားရောတရားမရတော့ငိုတယ်လေးတွေကြာနေတော့အဲ့ဒီသူတရားထုတ်တဲ့နားမှာရှိတယ်နတ်သမီးတယောက်ကလည်းသူ့နားလာထိုင်ပြီးတော့ငိုနေတယ်တဲ့ငိုနေတော့ तू ကကိုငိုတာတော့ကိုယ့်အကိုအဓိပ္ပာယ်ရှိတာပေါ့သူများငိုတာတော့ဘာကြောင့်ငိုမှမသိဘူးအဲ့ဒါနေဘာလို့ငိုတာတော့လို့ဆိုငိုရင်တရားများရမလားလို့ငိုကြည့်တာတဲ့ဆိုအဲ့ဒါလို့ပြောတယ်အဲ့ဒါနဲ့ तू ရင်ထဲမှာထိတ်ခနဲ့ဖြစ်သွားတယ်အော်ငါပြောင်ပြောင်နောင်နောင်တွေတောင်လောက်ကုန်ကြပါလားအဲ့တော့ तू ကတရားမရလို့ရှိရင်တော့ငါခြေတော်လည်းမဆေးဘူးကြောလည်းမအိတ်ခင်းပြီးတော့မအိတ်တော့ဘူးဆိုပြီးတော့ဂရင်ကြီးတွေဖြုတ်ပြီးတော့ထောင်ထားလိုက်တယ်ခြေတော်လည်းမဆေးဘူးခြေတော်မှာပတ်ကြားကြီးတွေပြီးတော့ကြီးကျွတ်တွေတက်နေတယ်လို့ပြောတာပဲနောက်ဆုံးအနှစ်30ပြည့်တဲ့အခါကျတော့မှသူတရားကြိုးစားပြီးတော့ခေါဏကနတ်သမီးလမ်းကိုတဲ့အချိန်မှာရှက်ပြီးတော့ကြိုးစားအားထုတ်လိုက်တဲ့အခါမှာနှစ်30ပြည့်မှယန္တာကြီးဖြစ်သွားတယ်ယန္တာဖြစ်တော့ကဲဒီကနေ့ငါယန္တာဖြစ်ပြီခြေတော်ဆေးတော့မယ်ဆိုတဲ့အခါမှာခုနတုန်းကစောင့်ကြည့်နေတဲ့တပည့်တွေ3000ကနေပြီးတောက်လျှောက်ရောက်လာကြတယ်တို့ဆရာကြီးခြေဆေးတော့မှယန္တာဖြစ်သွားပြီဆိုဝန္တာအာရနဲ့ပြေးလာပြီသူဆေးမယ်ငါဆေးမယ်ပေါ့တန်ဃာတွေကဝိုင်းအောင်ပြီးတော့နေတဲ့အခါမှာတရားမင်းကြီးကလည်းပဲဒါဒီတရားကတခြားတရားဖြစ်လိမ့်မယ်နော်တရားမင်းကြီးကလည်းပဲအဲ့ဒီမှာမဟာတိဝမထေရကြီးခြေတော်ဆေးဖို့ဆိုတဲ့အခါသူဇာတာခေါ်ပြီးတော့ချက်ချင်းဆင်းလာခဲ့ဆင်းလာပြီးတရားကလည်းအပားပဲကိုတော်ဒီဝိုင်းနေတဲ့အခါကျတော့ကိုတော်ဒီဖယ်အောင်ဘယ်လိုအရှင်ဘုရားတို့ကိုတော်တို့ဘေးဖယ်ကြဓမ္မပါတယ်ဆိုတော့ကိုတော်ဒီကဘေးဖယ်ပေးကြတယ်အဲ့ဒီကြတော့မှအာဒီဝမထေရကြီးရဲ့ခြေထောက်ကိုတရားမင်းကြီးကိုယ်တိုင်သူကြတော့အစွမ်းတကိုးနဲ့ဆိုတော့ချွတ်ဆေးတွေပါမှာပေါ့လက်ကင်ပြီးတော့ရေလောင်းလိုက်တာနဲ့တပြိုင်နက်တခါလဲနုနုဖတ်ဖတ်ကလေးဖြစ်သွားတယ်လို့ပြောအဲ့ဒါလို့မဟာဒီဝမထေရကြီးဟာတရားမရလို့ဆိုပြီးတော့အခုလိုဒေါမနတတွေဖြစ်ခဲ့ရတာအဲ့ဒီလိုဒေါမနတမျိုးကြတော့ကောင်းတဲ့ဘက်ကိုဥတည်နေတာဖြစ်သောကြောင့်တဲ့မြတ်စွာဘုရားကလက်ခံသင့်တယ်မိဝဲသင့်တယ်လို့ဒီလိုဟောတာနော်ဒါကြောင့်မို့လို့တရားမင်းကြီးကိုဝေဒနာကမ္မထာဟောလိုက်တဲ့အခါမှာတရားမင်းကြီးဟာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့မြတ်စွာဘုရားရဲ့တရားကိုနာရင်ဝေဒနာကမ္မထာဟောနေတာနားထောင်ရင်းကနေပြီးတရားမင်းကြီးကသောတာပန်ဖြစ်သွားတယ်တဲ့အဲ့ဒီနေရာမှာသောတာပန်ဖြစ်သွားတယ်သို့တော့သူမေးတဲ့မေးခွန်းတွေကမကုန်သေးဘူးလက်ဖြင့်ကကြမှာဆက်မေးပြီးတော့ဆက်ဖြေရမယ်နော်တရားမင်းကြီးမေးတဲ့မေးခွန်းကမကုန်သေးဘူးတဲ့ဒီကနေ့9ပု္ပ္ပာမေးတာကုန်လုံးနောက်ထပ်ဆက်ပြီးတော့မေးဦးမယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တရားမင်းကြီးမေးတဲ့မေးခွန်းကိုမြတ်စွာဘုရားဖြေဆိုထားတဲ့ဖြေဆိုချက်တွေဟာအမတန်မှလေးနက်ပြီးတော့ဒီကနေ့ခေတ်တောင်မှန်ကန်နေတဲ့အရာတွေဖြစ်တယ်အဲ့ဒီလိုဣဒ္ဓမစ္စရိယစသည်မကောင်းတဲ့သဘာဝတရားတွေမိမိတို့တဏ္ဍာမှာပျောက်ဖို့ဆိုလို့ရှိရင်တော့ကမ္မထာတရားကိုကြိုးစားအားထုတ်ခြင်းဖြင့်သာနောက်ဆုံးသောတပတ္တိမဲ့သောတပတ္တိဖို့ဆိုတာရမှသာလေဣဒ္ဓမစ္စရိယဆိုတဲ့အဆိုးတရားဟာရှင်းပြနိုင်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးဣဒ္ဓမစ္စရိယခင်ကြောင်အကျင့်ကောင်းတရားကိုကျင့်ကြံကြုတ်ကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း